မင်္ဂလာပါအခုကျွန်တော်ပြောပြချင်တဲ့အကြောင်းအလေးကတော့ဗုဒ္ဓဘာသာဝင်တွေလက်ခံထားကြတဲ့ကံဆိုတာဘယ်ရဖြစ်တာလဲဘယ်လိုအကျိုးပေးလဲဆိုတာလေးကိုရှင်းပြချင်တာပါလက်ရှိဗုဒ္ဓဘာသာဝင်အများစုဟာမိဘကဗုဒ္ဓဘာသာဝင်မို့လို့ automatic ဗုဒ္ဓဘာသာဖြစ်လာကြတဲ့မျိုးပလာဗုဒ္ဓဘာသာဝင်ဖြစ်ကြပါတယ်ဗျသူတို့တွေကကံတရားတွေအလုပ်လုပ်ပုံအကျိုးပေးပုံကိုသေချာမသိကြသလိုသိအောင်လည်းမလေ့လာကြတဲ့အခါငါကောင်းတာကြီးလုပ်နေရတဲ့နဲ့ဘာလို့ကောင်းတာတွေမဖြစ်ရလဲမကောင်းမှုတွေကြီးလုပ်နေတဲ့သူတွေကြချမ်းသာလိုက်ကြတာအသက်ရှင်လိုက်ကြတာစသဖြင့်ကံတရားတွေပေါ်ဝီစည်းကိစ္စဆိုတဲ့ယုံမှတ်တန်တွေဖြစ်တတ်ကြပါတယ်အချို့ဆိုရင်ကံကိုမယုံကြည်တော့ပဲဘာသာခြားဖြစ်သွားကြတာကိုယ်တိုင်ကြုံတွေ့မှုပါတယ်အဲ့တော့ကျွန်တော်ငယ်သေးတဲ့အချိန်မို့လို့အခုလိုဂဂနနမရှင်းပြခဲ့နိုင်မှာပါဘူးအဲ့နောက်ပဲကျွန်တော်အနီးနားဝန်းကျင်ရေစက်ရှိလို့ကြုံဆုံလာကြတဲ့သူတွေကိုအလင်းတင်တယ်လို့ရှင်းပြဖြစ်ခဲ့ပါတယ်ခုလိုများသိအောင်ပြောပြရှင်းတဲ့ဆန္ဒရှိပေမဲ့အခုမှပဲအကောင့်တွေပေါ်ဖြစ်ခဲ့တာပါအလွယ်ပြောရရင်ကံဆိုတာစိတ်ကဖြစ်ပြီးစိတ်ရဲ့ဇောခုနှစ်ခုကနေကုသိုလ်ကံအကုသိုလ်ကံအကုသိုလ်ကုသိုလ်မဟုတ်တဲ့ကံဆိုပြီးတော့၃မျိုးထွက်လွန်နိုင်ပါတယ်နောက်ဖက်မှာအကျယ်တွင်းဆွေးနွေးပေးပါမယ်အဲ့တော့လူမာယုံတဲ့နံဆိုတာရှိတယ်ပေါ့ဗျာတနည်းစိတ်နဲ့ကိုယ်ပေါ့နည်းနည်းထက်ကျဲရရင်ခန္ဓာ၅ပါးယုံတဲ့နှစ်ပါးပေါ့ရူပခန္ဓာရုပ်ခန္ဓာတစ်ပါးနဲ့ဝေဒနာခန္ဓာဆိုတဲ့ခံစားတတ်တဲ့စိတ်တင်ညက်ခန္ဓာဆိုတဲ့မှတ်သားတတ်တဲ့စိတ်သင်္ခါရခန္ဓာဆိုတဲ့ပြည့်ပြည့်ပြောင်းလဲတဲ့စိတ်ဝိညာဉ်နဲ့ခန္ဓာဆိုတဲ့ဘဝတစ်ခုဖြစ်တည်နေဖို့ထောက်ပံ့ပေးတဲ့စိတ်ဆိုပြီးနာခန္ဓာ၄ပါးရှိပါတယ်အဲ့ဒီထိနားလည်ပြီဆိုရင်စိတ်မှာအရက်ထက်ကပြောသလိုသိစိတ်မသိစိတ်ဆိုပြီးနှမျိုးရှိပါတယ်မသိစိတ်ကိုဘဝင်စိတ်လို့ခေါ်ပြီးသိစိတ်ကိုဝီထိစိတ်လို့ခေါ်ပါတယ်ဘဝင်စိတ်ဆိုတာဘဝမပြတ်အောင်ဆက်ဆက်ပေးတဲ့စိတ်လို့အလွယ်မှတ်သားထားရင်ရပါပြီပရိသေစိတ်ဘဝင်စိတ်သုတိစိတ်လို့၃မျိုးထပ်ခွဲနိုင်ပေမဲ့အတူတူပါပဲဘလို့သဘောနဲ့တူတယ်လဲဆိုရင်အလွယ်ပြောရရင်အရာအလုံးဟာဖြစ်ပျက်လို့အလွယ်ပြောကြတာပေါ့ဗျာတကယ်တော့ဖြစ်တည်ပြက်ပါဥပ္ပတ္တိဘင်းလို့ခေါ်ပါတယ်ဖြစ်ပြီးရင်ပြက်ဖို့ဆိုတာမြန်နှနဲ့နှေးတာပဲရှိပါတယ်တည်နေတဲ့အချိန်ဆိုတာရှိပါတယ်အရင်မြန်တဲ့စိတ်တောင်ဖြစ်တည်ပြက်ပါပဲဆိုတော့ဘောတစ်ခုစဖြစ်ရင်ပရိသေစိတ်ဖြစ်လာပြီးအသက်ရှင်ဖို့ကံကထောက်ပံ့ပေးနေတဲ့စိတ်ကဝင်စိတ်ဖြစ်ပြီးနောက်ဘဝမကူးခင်ဖြစ်လာတဲ့စိတ်ကိုသုတိစိတ်လို့ခေါ်တာပါဘဝတစ်ခုနဲ့တစ်ခုရဲ့သုတိနဲ့ပရိသေကြားကြောချင်းကစိတ်တွေပါပဲအဲ့တော့ဘဝင်စိတ်ကိုအကျဉ်းအဖြစ်နားလည်ပြီးထင်ပါတယ်ဟုတ်ပြီဘဝင်စိတ်ဆိုတာငြိမ်သက်နေတဲ့ကံရည်ပြင်းနဲ့တူပြီးအဲ့ထက်မှာဇာတိတ္တရဉာဏ်လိုမျိုးအတိတ်ဘဝကိုသိနိုင်တဲ့စိတ်တွေရှိနေပါတယ်ဒါကြောင့်စာရေးဆရာစမ်းလွင်ခေါ်အရှင်အာတိတ်္ဆရန်တီဟာလူရောက်300နီးပါးရဲ့ဘဝင်စိတ်တွေကိုနှိုးပြီးတော့ရှေးဟောင်းဘဝတွေကိုမေးခဲ့ပူပါတယ်စေပညာမှာဆရာဝန်တွေအင်္ဂွေရှာပြီးမေ့နေတဲ့အမသိစိတ်တွေကိုမေးတယ်ဆိုတာဘဝင်စိတ်ကိုနှိုးပြီးမေးတာပါပဲတနည်းဘဝင်စိတ်ဆိုတာအိတ်နေတဲ့ချိန်မှာအိမ်မက်လက်မအိပ်ပဲမမက်ပဲစိတ်ကဘာမှမသိဘယ်ရောက်နေမှမသိတဲ့စိတ်ကိုဘဝင်စိတ်လို့ခေါ်တာပါအဲ့တော့ထပ်ရှင်းပြရရင်စိတ်ကတစ်စက္ကန့်မှာဂရေသိန်းဖြစ်ပြနေပြီးရုပ်ကတစ်စက္ကန့်မှာဂရေ9000ဖြစ်ပြတာပါဘာနဲ့တူတယ်လဲဆိုတော့စိတ်ကအရှိန်နဲ့သွားနေတဲ့ကားတစ်စီးနဲ့တူပြီးရုပ်ကကားအချိန်ကြောင့်လွင့်ပါသွားတဲ့တိရွက်ကလေးတွေနဲ့သွားတူပါတယ်စိတ်တန်မျိုးတခါနဲ့ဓမ္မနဲ့တန်သပုံဌာနနင်းစရူပါနဲ့လို့ဆိုပါတယ်ဒီရုပ်တရားကြီးရှင်သန်နေဖို့စိတ်ကထောက်ပံ့ပေးထားတာပါဒီတော့ဒီရုပ်တရားကြီးတည်ဆုံးမသွားအောင်ဘဝင်စိတ်ကထောက်ပံ့ပေးနေတဲ့သဘောပေါ့ထပ်ပြီးမြင်သာအောင်ရှင်းပြရရင်လူခန္ဓာမှာ system 7ခုနဲ့လည်ပတ်နေတာပါအဲ့ထဲမှာrespiratory system အသက်ရှူစနစ် nervous system အာရုံကြောစနစ် digestive system အစာချေစနစ်စသဖြင့်မျိုးမျိုးရှိပါတယ်ပေါ့ဗျာဥပမာမိတ်ဆွေတို့အိတ်နေတော့ပူရင်အင်ကြီးချွတ်လိုက်မိတယ်ကိုမသိပဲဒီဘက်ညောင်းရင်ဟိုဘက်ပြောင်းရတယ်ကိုမသိပဲပါဇက်တဲ့အစာဝင်သွားရင်ဘိုက်တဲ့အစာရှိတယ်ကိုလည်းမသိသလိုထိန်းချုပ်လို့လည်းမရပါဘူးနှလုံးဆိုတာလည်းသူ့ဘာသာသူခုံနေတာရက်လို့မှမရတာကိုကဘာမှထိန်းချုပ်လို့မရမပိုင်ဆိုးတဲ့အရာကြီးကိုအဝိဇ္ဇာကငါပါလို့ကျင်းတဲ့ခံနေရတာတကယ်တော့အကြောင်းကြောင့်အကျိုးဖြစ်တာပါကော့ဆန်ဖို့ပေါ့ပရိစ္ဆသမုပ္ပါဒ်လို့လည်းခေါ်တယ်အကြောင်းကြောင့်အကျိုးဖြစ်တာအဲ့အကျိုးတရားဟာနောက်တစ်ခုအတွက်အကြောင်းတရားပါပဲအလုံးလို့ရခြင်းကြောင့်ထမင်းစားရခြင်းအကျိုးကိုရတယ်ထမင်းစားရခြင်းကြောင့်အသက်ရှင်သန်ခြင်းဆိုတဲ့အကျိုးကျေးဇူးကိုရတယ်အရာတိုင်းဟာအကြောင်းနဲ့အကျိုးပဲရှိတာပါလောကမှာလူတွေဟာလည်းဘယ်တော့မှအကြောင်းပဲမဆုံးပါဘူးထားတော့ဘဝင်စိတ်အလုံးလို့ထားကိုသိပြီဆိုရင်သိစိတ်ဆိုတဲ့ဝိသိစိတ်အကြောင်းကိုထပ်ရှင်းပြပါမယ်ကံရည်ပြလို့ငြိမ်သက်နေတဲ့ဘဝင်စိတ်ဟာဂဲလုံးလေးတစ်လုံးရေထဲကျလာသလိုပြင်ဆက်ထွားဝိဇ္ဇန်ဆိုတဲ့အာယုံ၅ပါးနဲ့ခန္ဓာကိုယ်အကြည်ကတ်တွေတိုက်မိတဲ့အခါဖတ်တာဆိုတဲ့ထိတွေ့မှုတွေဖြစ်လာတဲ့အခါငြိမ်သက်နေတဲ့ဘဝင်စိတ်ကနေလှုပ်ရှားလာတဲ့ဝိသိစိတ်ကိုပြောင်းလဲလာပါတယ်
ဝိထိတဲ့စိတ်ဆိုတာဥပမာမျက်လုံးထဲမှာဖုံးတစ်လုံးကိုမြင်ပြီးထိုရာကိုဖုံးလို့တည်ဖို့အတွက်အတ္တိတဘဝင်ဘဝင်ကဇလနဘဝင်ကုပ္ပစေတပြင်စတာဝေဇံစကုဝိညာဉ်တံပတိဆိုင်တဏိရဏဝုထောဇောတရားယုံဆိုပြီးတော့အစစ်16ဆင့်ဖြတ်တန်းရတယ်ကျန်တဲ့မြင်စိတ်ကြားစိတ်နားစိတ်အယတခံစိတ်ထိတွေ့စိတ်လည်းဒီတိုင်းအစစ်16ခုစီရှိတာပါပဲအရင်မြန်လုံးလို့တပြိုင်တည်းဖြစ်နေတာလို့ထင်ကြတာတစ်စက္ကန့်ကိုကြတဲ့သိမ့်မပြောနဲ့မြန်မာပြည်မှာ frequency 50 Hz နဲ့လင်းနေတဲ့မီဒီလေးတောင်တစ်စက်တည်းလင်းနေတယ်ထင်ကြတာတကယ်တော့တစ်စက္ကန့်မှာအကြိမ်50ပုတ်လိုက်ဖွင့်လိုက်ဖြစ်တာပါဟာမိုနစ်အနှောက်အယှက်မရှိပဲ pure sine wave ဟာအပေါ်ရောက်ရှင်မှာ1ဖြစ်ပြီးအောက်ကိုရောက်ရှင်မှာ0ပါပဲထားတော့အရေးကြီးဆုံးအပိုင်းဖြစ်တဲ့ကံဘဲဖြစ်လဲရှင်းပြပါတော့မယ်ခုနပြောပြခဲ့တဲ့အဆင့်16ချက်ကိုတိတ်အရေးမကြီးတာကိုပယ်ပြီးအလွယ်နားလည်အောင်မှတ်မယ်ဆိုရင်စင်မြင်ခံဆုံးပြဟုံယုံဆိုပြီးမှတ်သားနိုင်ပါတယ်ပြန်ဆိုကြည့်ပါစင်မြင်ခံဆုံးပြဟုံယုံမျက်စိရှိမှရှိနေတဲ့အရာကိုစင်ကျင်ကြည့်မှမြင်ရတာပါတခါတရံစိတ်ကတနေရာရောက်နေရင်ကိုယ့်ရှိမှရှိနေတဲ့အရာကိုမမြင်ရပါဘူးဒါကြောင့်စင်ကျင်ကြည့်မှမြင်ရတာပါဟုတ်ပြီမြင်ရတာကိုဆက်ပြီးမြင်ဖို့အာရုံခံရပါတယ်ဥပမာမျက်စိကမြင်ရတာဝါဒတာဖြစ်နေလို့ focus ဖြစ်ရတယ်လို့ပေါ့မျက်ကြည်လွှာမှန်ဘလူးအခုံကြွက်သားလေးကိုရှေ့တိုးနောက်ဆုတ်လုပ်ပြီးချိန်ရတယ်လို့ပေါ့ဗျာအာယုံခံပြီးဒါဘာလဲဆက်ပြီးစုံစမ်းရပါတယ်စုံစမ်းလို့ဆိုတဲ့အဆင့်ကဘာနဲ့တူတယ်လဲဆိုတော့မျက်စိနဲ့မြင်နေရတဲ့အရာကိုဘဝတစ်ခုလုံးမှတ်သားထားလာတဲ့တညာဆိုတဲ့အချက်လက်တွေနဲ့တိုက်စစ်တဲ့သဘောဘာနဲ့တူလဲဆိုတော့ကွန်ပျူတာရဲ့ ROM ထဲမှာမှတ်သားထားတဲ့အရာတွေကို RAM ကတစ်ဆင့်သွားချတယ်လို့အင်တာနက်နဲ့ချိတ်ဆက်ထားတဲ့ server တွေမှာတင်ထားတဲ့အချက်လက်တွေကို search engine ဖြစ်တဲ့ Google, Yahoo, Baidu အစရှိတဲ့ text search, voice search, image search တွေလုပ်တယ်လို့ပေါ့ဗျာအဲ့လိုအုံနောက်ထက်က neurons တရားတစ်ဆင့်ဘဝတဘဝစာမှတ်သားထားတဲ့မပြတ်မစီရှိနေသေးတဲ့မှတ်ဉာဏ်တွေနဲ့အခုမြင်နေရတဲ့အရာနဲ့တိုက်ဆိုင်ကြည့်တာပေါ့စကားမဆက်အဲ့ဒီမှတ်ဉာဏ်တွေကတည်မြဲဖို့ဆိုတာအောက်ဆီဂျင်တစ်ဆင့်ပါဝါပေးထားရတာပေါ့လေဖြတ်လို့အုံနောက်ကိုအောက်ဆီဂျင်ခဏလေးပြတ်အောင်နဲ့မှတ်ဉာဏ်တွေပျောက်တာအဲ့ဒါကြောင့်ပါအရင်လုံးက ROM တွေကိုမှတ်ဉာဏ်ကိုနေအောင်ပြပြီးဖြောက်ရတယ်လို့ကက်ဆက်ဗီဒီယိုတိတ်တရားမှတ်ဉာဏ်ကိုတန်လိုက်နဲ့ဖြည့်ရတယ်လို့ EEPROM တွေရဲ့မှတ်ဉာဏ်ကိုလျှက်စစ်နဲ့ဖြည့်ရတယ်လို့ပေါ့ဒါကဘူးသုဒဖြစ်ပြောတာဥတီချက်တွေလွဲနိုင်လို့ပြန်ဆက်ပါမယ်အဲ့တော့ဟုတ်ပြီကိုမြင်ရတဲ့အရာတွေကိုကိုမြင်မှုတာနဲ့တူလို့ဘာလို့သိပြီးပြဋ္ဌာန်းပြီးတဲ့နောက်မှာကံကိုဖြစ်စေတတ်တဲ့ဇော9ခုဖြစ်ပေါ်လာပါတယ်ဒီဇော9ခုမှာပထမဇောကဒိဋ္ဌဓမ္မဝေဒနိယကံလို့ခေါ်ပြီးတော့လက်ရှိဘဝမှာ9ရက်9လ9နှစ်အတွင်းအကျိုးပေးပါတယ်နောက်တစ်ခါနောက်ဆုံး9ခုမြောက်ဇောကဥပပစ္စဝေဒနိယကံလို့ခေါ်ပြီးတော့နောက်ဆုံးနောက်တေးပြီးနောက်ဘဝမှာအကျိုးပေးပါတယ်အလေကောင်ကဇော9ခုဖြစ်တဲ့အပရာပရိယဝေဒနိယကံဆိုတဲ့ဇော9ခုကတော့တန်တရားမကြွမချင်းလိုက်ပြီးတော့အရေးဘလို့လိုက်ပြီးတော့အကျိုးပေးပါတယ်အဲ့တော့ဟုတ်ပြီဒီဇောတွေကကုသိုလ်အကုသိုလ်ကုသိုလ်လည်းမဟုတ်အကုသိုလ်လည်းမဟုတ်တဲ့စိတ်တွေဘယ်ဖြစ်လဲဆိုတော့ကျွန်တော်တို့ခုနကတော့မြင်လိုက်တဲ့အချိန်မှာပြဋ္ဌာန်းလိုက်တဲ့ဟာဘယ်လိုပြဋ္ဌာန်းလဲဆိုတော့ဆိုပါစို့ဗျာကျွန်တော်တို့မှာမွေးကလေးကအမြင့်ဆိုတာရှိရဗျဟေတုပစ္စည်းပေါ့ဟေတုပစ္စည်းရောဒီဟေတုတမ်းမြုပ်တက္ကနာဓမ္မနံတန်သမုဋ္ဌာနာနိစ္စရူပနံဆိုတဲ့အမြင့်တွေပေါ့ဒီအမြင့်တွေဟာဘာတွေလဲရှိတယ်လဲဆိုတော့ဟိတ်လျှောက်ပါရှိပါတယ်လောဘဒေါသမောဟဆိုတဲ့အကုသိုလ်စိတ်3ခုအလောဘအဒေါသအမောဟဆိုတဲ့ကုသိုလ်စိတ်3ခုရှိတယ်လောဘဒေါသမောဟဆိုတာကတော့ဒါလောဘကြီးတယ်ဒေါသကြီးတယ်မောဟကြီးတယ်ဆိုတာတော့လွယ်လွယ်ပြောလို့နားမလည်ဘူးပေါ့ဗျာတနည်းပြောရင်ပိန်းတယ်ပေါ့အလောဘဆိုတာတော့လောဘမကြီးရပေါ့အဒေါသဆိုတာတော့ဒေါသမကြီးရပေါ့အမောဟဆိုတာတော့ပညာစရိုက်များတာပေါ့ဗျာနည်းနည်းပြရင်အရေးပြရင်အကောင်မြင်တဲ့လူတွေပေါ့အဲ့တော့ဟုတ်ပြီကျွန်တော်တို့မှာဘဝတစ်ခုနဲ့တစ်ခုဖြတ်သန်းလာတဲ့အချိန်မှာဟိုဘက်ဘဝကဒီဘက်ဘဝဘယ်လိုဆက်ဆက်တယ်လဲဆိုတော့ဒါနဲ့တနေ့ကျွန်တော်ထပ်ပြီးရှင်းပြပါမယ်ဘဝတစ်ခုနဲ့တစ်ခုမှာဒီဘဝပြီးရင်နောက်ဘဝမရှိတော့ဘူးဆိုတာဥစ္စေတဒိဋ္ဌိလို့ခေါ်ပါတယ်စိတ်အလင်းတန်းကြီးကဒီတိုင်းပဲသွားနေတယ်အတ္တကောင်လေးကသွားနေတယ်ခန္ဓာကိုယ်တွေကတစ်ခုပြီးတစ်ခုပြောင်းသွားတယ်ဘဝမပြတ်ဘူးလို့ယူဆလို့ရှိရင်တတ္တတဒိဋ္ဌိလို့ခေါ်ပါတယ်ဒီဘဝလဲငါပဲနောက်ဘဝလဲငါပဲလို့ဆိုလို့ရှိရင်တက္ကာယဒိဋ္ဌိလို့ခေါ်တယ်ဗျအဲ့တော့ဟုတ်ပြီဘဝတစ်ခုနဲ့တစ်ခုဘယ်လိုဆက်ဆက်တယ်လဲဆိုတော့ကျွန်တော်တို့မှန်တစ်ချက်ကိုကြည့်လိုက်တယ်ဆိုပါစို့မှန်တမ်းမှာပေါ်နေတာကိုလားဆိုတော့ကိုမဟုတ်ဘူးကိုကဒီမှာရက်နေတာလေဒါပေမဲ့မှန်တမ်းမှာပေါ်နေတဲ့ဟာ
ကိုမဟုတ်ဘူးလားဆိုတော့ကိုဟုတ်တယ်အဲ့လိုပဲဒီဘက်ဘဝနဲ့ဟိုဘက်ဘဝဘာဆက်ဆက်တယ်လဲဆိုတော့ဘာမှတော့မဆက်ဆက်ဘူးဒါပေမဲ့မဆက်ဆက်ဘူးလားဆိုတော့လဲဆက်ဆက်တယ်ဗျဒီဘက်ဘဝမရှိဘဲနဲ့ဟိုဘက်ဘဝဖြစ်မလာဘူးဒါဟိုဘက်ဘဝရောဒီဘဝနဲ့ဘာဆက်ဆက်လဲဆိုတော့ဘာမှတော့မဆက်ဆက်ဘူးကျွန်တော်တို့ဘာနဲ့သွားတူလဲဆိုတော့ခုနပြောတဲ့ကံတွေပေါ့နော်အပရာပရိယဝေဒနိယကံတွေဟာကျွန်တော်တို့နောက်ကိုအရေးပမာလိုက်နေတယ်သဘောကတော့ကျွန်တော်တို့ဘာပဲလှုပ်ဘယ်ကံတွေပဲထုတ်လို့အဲ့ဟာတွေကပျောက်ပြတ်မသွားဘူးဗျဘာနဲ့တော့တူလဲဆိုတော့ဆိုပါစို့ကျွန်တော်တို့ဒီစัจ java လာကြီးစပြီးဖြစ်လာတဲ့အချိန်မှာပေါ့နော်စူပါနိုဗာပောက်ကွဲမှုကြီးဖြစ်တယ်ပေါ့အဲ့ရနေတစ်ဆင့်အမှကျယ်တွေလာတွေဖြစ်တယ်ပေါ့ဗျာဒါပေမဲ့ကျွန်တော်တို့ဒီသိပ္ပံပညာရှင်မှာလက်ခံထားတာဘာလဲဆိုတော့ကျယ်တွေတချို့ကျယ်တွေဆိုလို့ရှိရင်ဒီသူကတော့ပျက်စီးသွားပြီသူစီရလာနေတဲ့အလင်းတွေကအခုချိန်ထိလာနေတော့မယ်အဲ့ဒါတွေကိုကျွန်တော်တို့မိတ်တုံလေးတွေမြင်ရတယ်ကျယ်တွေပေါ့နော်ဒါဘာကိုပြောတာလဲဆိုတော့ကျယ်တွေကတော့မရှိတော့ဘူးဒါပေမဲ့သူထုတ်လွှတ်တဲ့အလင်းတွေကအခုချိန်ထိကျွန်တော်တို့စီကိုလာနေတော့မယ်အဲ့လိုပဲကျွန်တော်တို့တွေတရားတွေအားလုံးမှာဘဝတစ်ခုနဲ့တစ်ခုလောက်ခဲ့တဲ့ကံတရားတွေဆိုတာအဲ့ဒါပျောက်ပြတ်မသွားဘူးဗျသူကခုနပြောသလိုပေါ့ဖြစ်တည်ပြက်၃ခုရှိတယ်ဖြစ်ပြီးလို့ရှိရင်အဲ့ဒါတည်နေတာဗျတချိန်ချင်းမှာအဲ့ဒါအကျိုးပေးပြီးလို့ရှိရင်တော့အဲ့ဒါပြတ်သွားတယ်အကယ်၍အဲ့ဒါအကျိုးပေးခွင့်မရဘဲနဲ့အချိန်ကုန်သွားတယ်ဆိုလို့ရှိရင်တော့သူကအဟောတိကံလို့ခေါ်တယ်ကံကိုစွမ်းရည်တစ်ခုနဲ့တင်စားပြီးပြောမယ်ဆိုလို့ရှိရင်စွမ်းရည်ဆိုတာဖြည့်ဆည်းပြလို့မရဘူးဗျ energy တစ်ခုကနေတစ်ခုကိုဒါပြောင်းလဲလို့ရတယ်ဥပမာဗျာ solar energy ကနေ electrical energy ကိုပြောင်းမယ် electrical energy ကနေ mechanical energy ကိုပြောင်းမလား mechanical energy ကနေ electrical energy ကိုပြောင်းမလားအဲ့လိုမျိုးစွမ်းရည်ကိုပုံစံတစ်ခုကနေတစ်ခုကိုဒါပြောင်းလဲလို့ရတယ်ဖြည့်ဆည်းပြလို့မရဘူးလို့ဆိုတယ်အဲ့တော့ကျွန်တော်တို့ဘဝဆက်တန်တရားနဲ့ရှိပြီးလောက်ခဲ့တဲ့ကုသိုလ်ကံအကုသိုလ်ကံတွေဟာကျွန်တော်နောက်ကိုအရေးလိုကပ်ပါလာတယ်အဲ့ဒါဟာဘယ်လိုလဲဆိုတော့ဆိုပါစို့ဗျာတစ္ဆေလေးတစ်စိကိုကျွန်တော်တို့ကြည့်လိုက်လို့ရှိရင်ဒီအစိလေးဟာဘယ်နေရာကအသီးသီးမယ်ဘယ်နေရာကအပွင့်မယ်လို့ကျွန်တော်တို့မမြင်နိုင်ဘူးဒါပေမဲ့တင့်တော်တဲ့မြေကြီးဩစာပေးမယ်ရေလောင်းပေါင်းတင်ပေးမယ်ဆိုလို့ရှိရင်တော့ဒီအပင်လေးဟာအပွင့်လေးတွေပွင့်လာမယ်အကိုင်းလေးတွေအသီးလေးတွေအရွက်လေးတွေဖြစ်ပေါ်လာတယ်ဗျအကံဆိုတာလည်းအဲ့လိုပဲကျွန်တော်မှာဒီဖြစ်နေမဲ့ဖြစ်ရမဲ့ကံတွေကကျွန်တော်တို့မှာပါပြီးသားဒါပေမဲ့ကျွန်တော်တို့ဒီဥပမာပါဗျာထမင်းစားကိုကံပါလာတယ်ဒါပေမဲ့ကျွန်တော်ကထမင်းချက်မှာစားရမှာကျွန်တော်ထီပေါက်ဖို့ကံပါလာတယ်ဒါပေမဲ့ကျွန်တော်ကထီထိုးမှာပေါက်မှာကျွန်တော်တို့ဖြစ်ရမဲ့ကံတရားတွေကိုကျွန်တော်တို့ကဖြစ်အောင်လို့လမ်းဖွင့်ပေးခြင်းဖြစ်အဖြစ်ဒီကံကဖြစ်သွားတာဗုဒ္ဓဘာသာမှာအဲ့လိုလက်ခံလို့ရတယ်ဆိုပါစို့ကျွန်တော်ကလေးဖြတ်ဖို့ကံပါလာတယ်အဲ့ဒီကံတရားကိုကျွန်တော်ကညအချိန်မတော်ကြီးထပြီးတော့ရေထချိုးလိုက်ခြင်းအဖြစ်အဲ့ဒီကံကိုလမ်းဖွင့်ပေးတာပဲဒါကြောင့်ကံကိုယုံပြီးစူးပုံမနေရဆိုတာအဲ့ဒါကိုပြောတာဗျကံဆိုတာအလုပ်ပဲကံဆိုတာအတိတ်ကံရောပြစ္ဆုတ်ပံကံရောအကျိုးပေးတယ်အခုကျွန်တော်ပြောနေတာကလည်းကံတရားတွေကိုထုတ်လွှတ်နေတာပဲအဲ့တော့ဟုတ်ပြီများသောဖြင့်ကျွန်တော်တို့ဗုဒ္ဓဘာသာတွေဟာကံကိုပြောကြတဲ့အခါအတိတ်ကံကိုထိုးချကြတယ်ဗျအတိတ်တုန်းကချမ်းသာဖို့ကံပါလို့ရှိရင်တော့ငါချမ်းသာလိမ့်မယ်ဆိုပြီးထိုင်နေကြတာများတယ်အဲ့လိုဆိုရင်မချမ်းသာနိုင်ပါဘူးဆိုပါစို့ကျွန်တော်တို့တွေဒီအခုလက်ရှိကျိုးပေးနေတဲ့ကံတွေဟာအတိတ်ကဖြစ်တဲ့ကံတွေလားလက်ရှိငါလုပ်နေတဲ့ကံတွေလားဆိုတာ analysis လုပ်နိုင်ဖို့လိုပါတယ်အတိတ်ကကံကဘယ်လိုကံလဲဆိုတော့ဥပမာဗျာကျွန်တော်တို့ဒီဖေဒီမေစီမာမွေးဖွားလာမယ်ဒီညီကိုမောင်နှမတွေနဲ့အမျိုးတော်မယ်နောက်ပြီးဒီရုပ်ဒီဟုတ်လားအသားဖြူမယ်အသားမဲမယ်အသားအရက်ပူမယ်အရက်ရှည်မယ်ဟုတ်လားရုပ်ချောမယ်ရုပ်မချောဘူးဆိုတဲ့ဟာတွေကိုကျွန်တော်တို့တွေကဒါရွေးချယ်လို့မရဘူးရွေးချယ်တဲ့ဟာတွေရွေးချယ်လို့မရတဲ့အရာတွေကအဲ့ဒါအတိတ်ကံဗျလုံလဝရိယစိုက်ပြီးအလုပ်ကိုစူးစမ်းပြီးအောင်မြင်လာတာကြတော့ဒါအတိတ်ကံရောလက်ရှိပြစ္ဆုတ်ဘကံရောပြုံးနေတဲ့ကံဗျချမ်းသာကိုကံပါလာတဲ့ဟာကိုချမ်းသာအောင်လုပ်ခြင်းအဖြစ်လမ်းဖွင့်ပေးလိုက်တာအဲ့ဒါကိုသဘောပေါက်ထားဖို့လိုတယ်ဟုတ်ပြီအဲ့တော့အခုပြောတာရှေ့နေရောက်တော့နောက်ပြန်ဆုပ်ပြီးကျွန်တော်နည်းနည်းလေးပြန်ပြောပြမယ်ဗျခုနပြောဇောတွေကကျွန်တော်တို့ပြဋ္ဌာန်းတဲ့အချိန်မှာဘယ်လိုမျိုးကုသိုလ်အကုသိုလ်တွေဖြစ်တယ်လဲဆိုတော့ဆိုပါစို့ကျွန်တော်တို့တွေမှာအမြင့်တရားတယောက်နဲ့တယောက်မတူဘူးပေါ့နော်တချို့ကြတော့လဲလောဘ10သားရှိရယ်ဒေါသ20သားရှိရယ်အလောဘ30သားရှိရယ်အမောဟ40သားရှိရယ်ဥပမာပေါ့ဗျာတယောက်နဲ့တယောက်ဒီလောဘဒေါသမောဟတွေ percentage မတူညီကြဘူးပေါ့မတူညီကြတဲ့အတွက်ကြောင့်ကျွန်တော်တို့ရုပ်တွေလည်းမတူဘူးနာမ်တွေလည်းမတူဘူးကျွန်တော်တို့ရဲ့စိတ်တွေလည်းမတူဘူးကျွန်တော်တို့ရဲ့နောက်ဆုံး deoxyribonucleic acid လို့ခေါ်တဲ့ DNA အစာမတူဘူးဗျာလက်ပွေတွေမတူဘူးဗျာ
အဲ့တော့ကျွန်တော်တို့ရဲ့ကံတရားတွေလည်းမတူတဲ့အတွက်ကြောင့်ကျွန်တော်တို့ရဲ့ပြောပုံဆိုပုံပြုမှုပုံတွေလည်းမတူညီကြဘူးဗျအဲ့ဒါဘာပေါ်မှာမူတည်ရလဲဆိုတော့ကျွန်တော်တို့မှာပါလာတဲ့အမြင့်တွေတချို့ကြတော့လည်းလောဘကြီးရယ်တချို့ကြလည်းဒေါသကြီးရယ်တချို့ကြလည်းမောဟများတယ်ပေါ့နော်ဆိုပါစို့လောဘနဲ့ဒေါသမောဟအကုန်လုံးများနေတဲ့တတဝါကိုအဟိတ်တိရစ္ဆာန်လို့ခေါ်တယ်တိရစ္ဆာန်တွေမှာလောဘဒေါသမောဟအကုန်လုံးများတယ်အဲ့ဒါကြောင့်သူတို့လွယ်လွယ်ကူကူအဟိတ်တိရစ္ဆာန်လို့ခေါ်ကြတယ်ဗျလောဘမရှိဘူးဒေါသမရှိဘူးမောဟတော့နည်းနည်းလေးရှိတယ်အဲ့လိုလူတော့ဒွိဟိတ်လို့ပေါ့ခေါ်တယ်လောဘရောဒေါသရောမောဟရောမရှိတဲ့ပုဂ္ဂိုလ်တော့တိဟိတ်လို့ခေါ်တယ်ဗျတိဟိတ်ပုဂ္ဂိုလ်တွေကတော့သူကနည်းနည်းပြောလို့ရှိရင်များများကြီးမြင်တယ်ပေါ့ဗျာအရေးပြအကောင်မြင်တယ်ပေါ့အဲ့တော့ဟုတ်ပြီခုနဟာကိုပြန်ဆက်ရရင်ကျွန်တော်တို့ဆင်မြင်ခံဆုံးပြဟုံယုံဆိုတဲ့နေရာမှာဆင်ញင်ကြည့်ရပေါ့ဗျာဆင်ញင်ကြည့်ရင်မြင်တယ်မြင်တဲ့ဟာကိုအာယုံခံတယ်အာယုံခံပြီးစုံစမ်းရတယ်စုံစမ်းပြီးတော့မှစိတ်ထဲမှာရှိရဲ့မှတ်သားထားတဲ့တညာတွေနဲ့တိုက်ဆဲပြီးတော့အော်ဒါကဘာပဲလို့သိတဲ့အချိန်မှာကျွန်တော်တို့ကဘယ်လိုပြထက်လဲဆိုတော့ခုနလည်းပြောပြပါပြီကျွန်တော်တို့လောဘကြီးရဲ့လူကတော့အော်ဒါကလိုချင်စရာပဲလို့ပြထလိုက်တယ်ဥပမာဒီဖုန်းလေးတစ်လုံးကိုမျက်စိမှာမြင်လိုက်တယ်ဟာဒီဖုန်းလေးကတော့ဘာမျိုးစားလေးပဲဟာငါလိုချင်လိုက်တာငါမှဝယ်ဖို့ပတ်စံမရှိဘူးဆိုလို့ရှိရင်ဆက်ပြီးတော့အော်ဒါငါဘယ်လိုရအောင်လုပ်မလဲနောက်ဆုံးခိုးရမလားနောက်ဆုံးခိုးလို့မရဘူးဆိုလို့ရှိရင်လူရမလားဒါမှမဟုတ်လို့ရှိရင်ဓမြတက်ရမလားအဲ့လိုမျိုးပေါ့နော်ဆက်ပြီးတော့သူကလောဘစရိုက်အရာသူဆက်ပြီးပြဋ္ဌာန်းသွားလိုက်တာအကုသိုလ်ဇောတွေကြီးပဲသူကထုတ်လှော်သွားတာဗျအဲ့လိုပဲကျွန်တော်တို့ဒီအတန်တစ်ခုကြားလိုက်တယ်ဆိုလို့ရှိရင်လည်းဒေါသစရိုက်များတဲ့လူကတော့အော်ဒါဟာဒေါသထွက်စရာပဲလို့ပြဋ္ဌာန်းလိုက်တယ်ဒေါသမကြီးရဲ့လူကတော့အော်သူကသူနေရပါလေငါမယူရင်ငါမရပါဘူးအဲ့လိုပြဋ္ဌာန်းလိုက်တယ်ဗျသူငါမယူရင်ငါမရပါဘူးဆိုတဲ့ဟာဒီလိုရှိရဗျသူကဘာနဲ့တူလဲဆိုတော့ကျွန်တော်တို့ရဲ့ဒီအပြင်မှာဖြစ်ပျက်နေတဲ့ဗဟိတအာယုန်တွေပေါ့နော်ဗဟိတအာယုန်တွေဟာကျွန်တော်တို့ရဲ့ဒီအစ္ဆဒတဏ္ဍကိုကုသိုလ်အကုသိုလ်အနေနဲ့ဘာမှမပြောင်းလဲပေးနိုင်ဘူးဗျကုသိုလ်အကုသိုလ်ဖြစ်တယ်ဆိုတာကိုယ့်ရဲ့စိတ်နဲ့ပဲဆိုင်တယ်ကိုယ့်ရဲ့ပြဋ္ဌာန်းချက်နဲ့ပဲဆိုင်တယ်ကိုပြဋ္ဌာန်းလိုက်တဲ့အပေါ်မှာသူကကုသိုလ်အကုသိုလ်ဆိုတာတော့ကုသလာပေါ့ဗျာအကုသိုလ်ဆိုတာတော့အကုသလာပေါ့အကုသိုလ်လည်းမဟုတ်အကုသိုလ်လည်းမဟုတ်ဘူးဆိုတဲ့စိတ်ကိုကျွန်တော်ရှေ့မှာပြောပြခဲ့ပူပါတယ်အဲ့ဒါတော့ကရိယာဗျာကတာလို့ခေါ်တယ်ဗျကရိယာဗျာကတာဆိုတာကုသိုလ်လည်းမဟုတ်ဘူးအကုသိုလ်လည်းမဟုတ်ဘူးတဏီဖရာယဟန္တာရဲ့စိတ်လို့ပြောတယ်မြတ်စွာဘုရားဟာသူ့စကားကိုနားထောင်လို့လဲဝမ်းမမြောက်ဘူးဗျသူ့စကားကိုနားမထောင်လို့လဲဒေါသမထွက်ဘူးဒီသဘောပဲကံကိုဆက်ပြီးတော့မထုတ်လွတ်တော့ဘူးလှုပ်ရှားရှိတာလှုပ်မြဲတဲ့အတိုင်းနာဆက်လုပ်နေတယ်အဲ့ပုံမှာကုသိုလ်အကုသိုလ်ဆက်မဖြစ်တော့ဘူးအဲ့ဒါကိုကုသိုလ်မဟုတ်အကုသိုလ်မဟုတ်တဲ့စိတ်လို့ခေါ်တယ်ခုနတစ်စက္ကန့်မှာကတိသိမ့်ဖြစ်ပြနေတဲ့ကြားထဲမှာဒီဇောတွေထဲမှာကုသိုလ်အကုသိုလ်ဖြစ်တဲ့စိတ်မပါတော့ဘူးဗျကျွန်တော်တို့တာမန်ပုထုဇဉ်တွေမှာဆိုလို့ရှိရင်တော့ဒီစိတ်တွေကပါတယ်ဗျဘာလို့လဲဆိုတော့ကိုဝမ်းသာစရာရှိရင်ဝမ်းသာလိုက်တယ်ဝမ်းမြောက်စရာရှိရင်ဝမ်းမြောက်လိုက်တယ်လိုချင်တယ်လို့ပြဋ္ဌာန်းလိုက်လို့ရှိရင်အကုသိုလ်ဖြစ်တယ်လိုချင်တယ်လို့မပြဋ္ဌာန်းဘူးဆိုရင်အကုသိုလ်မဖြစ်ဘူးဒေါသထွက်စရာလို့ပြဋ္ဌာန်းလိုက်ရင်ဒေါသအကုသိုလ်ဖြစ်တယ်ဒေါသထွက်စရာလို့မပြဋ္ဌာန်းလိုက်ရင်အကုသိုလ်မဖြစ်ဘူးအဲဒါကြောင့်ဒီပြင်ပမှာဖြစ်ပြနေတဲ့အကြောင်းအရာတွေဟာလက်ခံသူရဲ့အပေါ်မှာမူတည်ပြီးတော့ပြောင်းလဲသွားတာဗျပြင်ပမှာဖြစ်နေတဲ့အရာတွေဟာသူ့ဟာနဲ့သူဖြစ်ပြနေတာဆိုပါစို့လှဲဦးတိုင်းမို့လို့လူကိုထိတယ်တို့ဒီအရာပေါ့နော်အဲ့ဒါမဆိုင်ပါဘူးနော်ဘုရားဘာသာမှာအဲ့လိုမျိုးမရှိဘူးဗျ universal truth ဆိုတာရှိရဗျ universal truth ဆိုတာသူကပြောရတာပရမတ္တသစ္စာပေါ့နော်တရားချိုးရဆိုလို့ရှိရင်ဘယ်သူစားချိုးရမှာဗျဘယ်ဘာသာဝင်စားချိုးရမှာသူလို့ရင်ဖြစ်ပြီးကိုလို့ရင်မဖြစ်ဘူးဒါမှမဟုတ်ကိုလို့ရင်ဖြစ်ပြီးသူလို့ရင်မဖြစ်ဘူးဆိုတဲ့ဟာတော့အဲ့ဟာ universal truth မဟုတ်တော့ဘူးဗျသူ့ရဲ့ကံတရားနဲ့ဆိုင်ပါပြီကံတရားတွေကအင်မတန်ထူးဆန်းပါတယ်ဆိုတော့ဗျာလူရောက်1000လောက်ထဲကိုကြီးစံ1000ပြစ်ထည့်လိုက်တယ်အဲ့ကြီးစံကကို့အလားမှန်တယ်ဆိုလို့ရှိရင်တော့ဒါဟာလက်ရှိကံနဲ့မဆိုင်တော့ဘူးဗျာအဲ့ဒါအတိတ်ကံလို့ပြောလို့ရတယ်ဘာလို့ဆိုတော့ဒါ probability က random ကအရင်များတယ်ဗျာလူရောက်သိန်းရှိတောင်းရှိတဲ့ဂျားထဲမှာကို့ကိုလာဖြစ်တယ်ဆိုတာအဲ့ဒါဟာအတိတ်ကံပဲဗျာအဲ့လိုမျိုး analysis လုပ်နိုင်ဖို့လိုတော့ပေါ့နော်ထပ်ပြီးပြန်ပြောရလို့ရှိရင်ခုနကုသိုလ်အကုသိုလ်တွေကဒီဇောတွေကထုတ်လို့ပါတယ်
ဇောတွေမှာသူကဒိဋ္ဌဓမ္မဝေဒိနိယကံဆိုလို့ရှိရင်သူကချက်ချင်းကျိုးပေးတယ်ဗျအဲ့တော့ကျွန်တော်တို့ကဘာဘူးပဲမြင်လာလဲဆိုတော့ကျွန်တော်တို့ကဒီဗဟိတပြင်ပသူ့ရဲ့အလုပ်ပုံကိုင်ပုံပဲမြင်ရတာဥပမာဆိုပါစို့ဗျာလူတယောက်တရားထိုင်နေတယ်ပေါ့တရားထိုင်နေတာကောင်းတယ်လို့ကျွန်တော်တို့လူတိုင်းသိတယ်ဗျဒါပေမဲ့ဒီသူဟာတရားထိုင်နေပဲမဲ့စိတ်ထဲမှာဥပမာ KTV ရောက်ရှင်ရောက်နေပဲဗျာဥပမာမာဆက်ရောက်ရှင်ရောက်နေပဲဗျာဒါဆိုလို့ရှိရင်သူ့ရဲ့ဇောတွေကကုသိုလ်ကောင်းမှုတွေဖြစ်မတယ်ဘူးဗျသူ့ရဲ့ဇောတွေကအကုသိုလ်တွေဖြစ်နေတဲ့အတွက်ကြောင့်ကျွန်တော်တို့မြင်ရတာတော့တရားထိုင်နေတာမြင်ရပါပဲသူလုပ်နေတဲ့အလုပ်ကအကုသိုလ်တွေဖြစ်နေတာအဲ့တော့ကျွန်တော်တို့ကကောင်းတာလုပ်ရတာနဲ့ကောင်းတာမဖြစ်ဘူးဆိုတာအဲ့ဒါမျိုးကိုပြောတာဗျကျွန်တော်တို့ဥမာကောင်းတာလေးတွေလုပ်တယ်ဒါပေမဲ့လို့ကိုယ့်ရဲ့စိတ်ကကောင်းမှုကိုတကယ်တင်းညွတ်သလားမတင်းညွတ်ဘူးလားဆိုတဲ့အပေါ်မှာမူတည်ပြီးဒီကုသိုလ်ကံအကျိုးပေးတွေကကွာပါတယ်ဗျဆိုတော့ဗျာလူတယောက်ကုသိုလ်ကောင်းမှုလုပ်နေတယ်ဆိုပါစို့အလှူဒန်းပေးနေတယ်ဆိုပါစို့ကျွန်တော်တို့ကဒီလူအလှူပေးနေတယ်ကောင်းလိုက်တာဒါပဲမြင်တာဗျဒီလူဟာလူထင်ကြီးအောင်လှူနေတာလားဒါမှမဟုတ်လှူပုံမှန်လှူနေကြမို့လို့လှူနေတာလားလူတွေကိုတကယ်စေတနာရှိလို့လှူနေတာလားဒီအလှူလိုက်ခြင်းအဖြစ်သူအကျိုးတစုံတရာမျှော်ကိုပြီးတော့လှူတာလားဒါမှမဟုတ်လူတစုံတယောက်ကအတင်းကျပ်ခိုင်းစေလို့လှူတာလားပုံစံအမျိုးမျိုးရှိတယ်ဗျဒါပေမဲ့ကျွန်တော်တို့ကကြတော့ဒီအလှူလုပ်နေတာပဲမြင်ရတာလေအဲ့ဆိုတော့ဇောဆိုတဲ့အရာဒီစိတ်ကထုတ်လွှတ်ထားတာအဲ့ဒီပုံမှာမှသူကကုသိုလ်အကုသိုလ်ကုသိုလ်မဟုတ်အကုသိုလ်မဟုတ်တာတွေဖြစ်တဲ့အခါဒီဟာလုပ်တိုင်းဒါရကြမှာရမှာဗျဒါကိုသဘောပေါက်ထားလို့ရတယ်ဗုဒ္ဓဘာသာမှာဒါလုပ်လို့ဒါဖြစ်တယ်ဆိုတဲ့ပုံသင်နည်းမရှိဘူးဒါကိုဖြစ်ရမယ့်ဟာကိုလှုပ်လိုက်တာမို့လို့ပြောလို့ရတယ်ဗျဥပမာပေါ့ဗျာဖျားစုပန်တယ်လူတိုင်းဖျားစုပန်နိုင်တယ်ဒါပေမဲ့လူတိုင်းဖျားမဖြစ်ဘူးဗျဖျားဖြစ်မဲ့လုံးလာဝရိယစိုက်ထုတ်မှာသူကဖျားဖြစ်နေတာဖျားစုပန်တာဆိုလို့ရှိရင်လည်း၃မျိုးရှိတယ်ပေါ့ဗျာပညာဘောဓိစုဝရိယဘောဓိစုတရားဘောဓိစုဆိုပြီးတော့ကျွန်တော်တို့ဒီ၄သင်္ရှေ၈သင်္ရှေ16သင်္ရှေအစသဖြင့်ပါရမီဖြစ်ရတယ်ဗျပညာဘောဓိစုဆိုလို့ရှိရင်တော့ကျွန်တော်တို့က၄သင်္ရှေဖြစ်ရတယ်ပေါ့နော်ဒါဘုဒ္ဓတာပြောပြတာပါလူတွေစုတောင်းတဲ့အခါနိဗ္ဗာန်တ္တပစ္စယောဟောတုဆိုရင်တော့ဒီဟာနိဗ္ဗာန်ရဲ့အကြောင်းထောက်ပံ့ဖြစ်ပါစေအဲ့လိုစုတောင်းကြတာဘောဓိဉာဏတ္တပစ္စယောဟောတုဆိုလို့ရှိရင်တော့ဒါဟာဖျားဖြစ်မဲ့ဉာဏ်ကိုအကြောင်းထောက်ပံ့ဖြစ်ပါစေဆိုပြီးဆုတောင်းတဲ့သဘောဗျအဲ့တော့ခုနကစကားပြန်ဆက်ရလို့ရှိရင်ကျွန်တော်တို့ကအခုကောင်းမှုကုသိုလ်လုပ်လိုက်ပေမဲ့ဒီကောင်းမှုကုသိုလ်ဟာဒိဋ္ဌဓမ္မဝိနည်းနဲ့ကံနေတာပါမလာဘူးဆိုလို့ရှိရင်ကျွန်တော်တို့ချက်ချင်းအကျိုးမပေးနိုင်ပါဘူးဒါပေမဲ့ဒါဟာပျောက်ပြဲသွားတာတော့မဟုတ်ဘူးဗျအပရာပရိယဝေဒနိယကံဆိုလို့ရှိရင်တော့တဏှာမကြွန့်မရှင်းကိုအကျိုးပေးမှာဥပပစ္စဝေဒနိယကံဆိုလို့ရှိရင်တော့ဒီဘဝပြီးနောက်ဘဝမှာအကျိုးပေးမှာပါအကေးအကျိုးပေးခွင့်မတာဘူးဆိုလို့ရှိရင်တော့အဟောတိကံလို့အဲ့ဟာပြက်ပြဲသွားတယ်ဗျဥပမာဆိုပါစို့ဗျာမဟာရုပ်ဆိုပါစို့မဟာရုပ်ဟာမြတ်စွာဘုရားစီကမြတ်တပိတ်မဲပေါက်ပြီးတဲ့အချိန်မှာသူလှုပ်လိုက်တဲ့သူလှုပ်နေတဲ့အရာတွေမှန်သမျှသူ့ရဲ့စိတ်ထဲမှာမြတ်စွာဘုရားကိုဆွန့်ကပ်မယ်ဆိုတဲ့စိတ်တစ်ခုပဲရှိတယ်အဲ့တော့ဘာလဲဆိုတော့အတုဝနပစ္စည်းအရာပေါ့ဗျာအဖန်ဖန်တလဲလဲထုံမွန်းခြင်းအဖြစ်တဖြည်းဖြည်းနဲ့အယောင်ပိုတောက်လာတယ်ဗျာဆိုဗျာကားတွေမှာဒီနံပါတ်1 gear နံပါတ်2 gear ကိုကျေးဇူးပြုတယ်ဗျာနံပါတ်2 gear နံပါတ်3 gear ကိုကျေးဇူးပြုတယ်ဗျာအဲ့လိုပေါ့နော်သူကအစစ်စစ်သူကသွားတာဗျာသူကမဟာတို့ဟာစာရင်းနာမည်ဒီပေါ့နော်မြတ်သပိတ်မဲပေါက်ပြီးတဲ့အချိန်ကစားလို့မရေခတ်လဲဒီစိတ်ထင်းခွေပေးလဲထင်းခွေပေးလဲဒီစိတ်လူတွေအိမ်မှာကူးလုပ်ပေးလဲဒီစိတ်ဆိုတာမြတ်စွာဘုရားကိုဆွန့်ကပ်မယ်မြတ်စွာဘုရားကိုဆွန့်ကပ်မယ်ဆိုတဲ့စိတ်ဒီစိတ်တစ်ခုတည်းရှိရဗျာအဲ့ဆိုတော့ကျွန်တော်တို့ကဒီစိတ်တစ်ခုတည်းကိုပဲအဖန်ဖန်တလဲလဲထုံမွန်းနေတဲ့အချိန်မှာသူကဒိဋ္ဌဓမ္မဝေဒိနိယကံနေအများကြီးပါတာဖြစ်နိုင်တယ်အဲ့တော့မြတ်စွာဘုရားကိုဆွန့်ကပ်ပြီးရတဲ့ရွှေမိုးငွေမိုးကြီးတွေရွာချတယ်ဒါကတော့မဖြစ်မနေကိုရွာချရမယ်သဘောဖြစ်သွားပြီဗျသူကဆက်ရှင်အကျိုးပေးရမယ်ကံနေဖြစ်တယ်ဆိုတော့ဗျာကျွန်တော်တို့ရွှေမိုးငွေမိုးတွေရွာချတယ်ဆိုလို့ရှိရင်လူတွေကလက်ရှိလူငယ်တွေကလက်ခံကြမှာလက်ခံပါဗျာဒါပေမဲ့ကျွန်တော်တို့သိပ္ပံနည်းကြစဉ်းစားကြည့်ရမယ်ဗျာဆိုတော့ဗျာအခုကဘာပေါ်မှာဒီတခါတလေဥက္ကခဲတွေကြွေကြတာတို့နော်အာဂတတွေကပစ္စည်းတွေရောက်လာတာတို့အမျိုးမျိုးပေါ့ဗျာဒါတွေကရှိပါတယ်အခုလူတွေလည်းတွေ့ပါတယ်ကိုဟောတိန်တိုက်ကြီးတွေတော့ပေါ့နော်တချို့ဆိုလို့ရှိရင်လည်းစိန်နေကြီးပဲပြည့်နှက်နေတဲ့အာဂတဂျိုတွေပေါ့ဗျာရှိတယ်ပေါ့နော်အဲ့လိုမျိုးပေါ့ဒါဆိုရင်ကျွန်တော်တို့နည်းနည်းလေးစဉ်းစားကြည့်အောင်
အာဂသားတွေကပစ္စည်းတွေတခုခုဗျာပြုတ်ကျလာတာပေါ့ပြည်တစ်ထေးဖြစ်သွားတာပေါ့အခုဆိုလည်းဥက္ကခဲတွေပါတယ်ဆိုလို့ရှိရင်လည်းဒီကြွေကြပြီးတချို့ဆိုဒေါ်လာတန်းစီရသွားတာမျိုးတွေရှိတာပဲဒီလိုမျိုးနည်းနည်းလေးဖြည့်ပြီးစဉ်းစားကြည့်လိုက်ဟိုလက်ခံနိုင်ပါတယ်နော်အဲ့တော့ကောင်းတာလုပ်ရတဲ့နဲ့ကောင်းတာမဖြစ်ဘူးဆိုတာခုနကပြောလို့ပေါ့ဖြစ်ဖို့အချိန်မတန်သေးတာပါဥမာဗျာထီပေါက်ဖို့ကံပါလာတယ်ဟုတ်ထီမထိုးဖြစ်ဘူးမပေါက်ဘူးတချို့ကြလည်းထီမထိုးလဲထီလက်မှတ်ကောက်ရတယ်လို့ရှိရင်ဒါဆိုပေါက်သွားတယ်တချို့ကြဗျာထီလက်မှတ်တောင်ကောက်ရစရာမလိုအလိုလိုမျိုးဟိုလူတယောက်ကလာပေးတာမျိုးတို့လူတယောက်စီမှာအမွေရလိုက်တာမျိုးတို့ပတ်စံဆန်းလာမဲ့ကံပါလာတာအဲ့လိုမျိုးပေါ့သူ့ရဲ့အကျိုးပေးကဘယ်လောက်ထိကြီးမားတယ်လဲဆိုတဲ့အပေါ်မှာမူတည်ရဗျာတချို့ကြလည်းချက်ချင်းမဖြစ်တဲ့အချိန်ဆိုလို့ရှိရင်ဒါမဖြစ်ဘူးပေါ့နော်အဲ့ဒီဘောပဲကံဆိုတာတချို့ကထမင်းစားရမယ်ကံပါလာတယ်ဒါပေမဲ့တချို့ကြထမင်းချက်မှစားရတာဗျတချို့ကြတော့ချက်စရာမလိုဘူးသူများလာပို့ပေးတာဗျအဲ့ဒီဘောမျိုးဒီအကျိုးပေးမဲ့ကုသိုလ်အကုသိုလ်ကံလဲဆိုတာလဲကျွန်တော်တို့ကဒီတစ်စက္ကန့်မှာကတဲ့တိတ်များတစ်စက္ကန့်မှာတော့မှဒီကုသိုလ်အကုသိုလ်တွေကအများကြီးပါသွားနိုင်တယ်အဲ့ထက်မှာအဲ့တော့ကျွန်တော်တို့ကအခုပြုလုပ်နေတယ်ပြုလုပ်ဆဲအကျိုးပေးဆဲဒါအကျိုးပေးမဲ့ကံတွေဆိုတာကျွန်တော်တို့မှာအများကြီးရှိနေတယ်ဒီစိတ်တွေဆိုတာလဲသူကတစ်စက္ကန့်မှာကတဲ့တိတ်ဆိုတာသူကတစ်ဆက်တည်းဖြစ်နေတာဗျကျွန်တော်တို့ဂျားထဲမှာဂျားပိုင်းဥပမာပေါ့ဗျာ gap မရှိဘူးဗျာနော် interval မရှိဘူးဗျာတစ်ဆက်တည်းဖြစ်နေတာဘာနဲ့သွားတူလဲဆိုတော့ဆိုဗျာဖျောင်းနိုင်မီတစ်ခုကိုလင်းနေတယ်စီမီတစ်ခုလင်းနေတယ်ဆိုပါဆိုသူကတောက်လျှောက်လောင်နေတာတစ်ခုနဲ့တစ်ခုဒီဟာပြီးမှဟိုကလောင်တယ်လို့မရှိဘူးဗျသူကတစ်ဆက်တည်းဖြစ်နေတာဒါကိုအနန္တရပစ္စည်းလို့ခေါ်တယ်အနန္တရပစ္စည်းဆိုတာဒီစိတ်တွေကတစ်ဆက်တည်းသွားနေတာအလင်းတိုင်းအဲ့တိုင်းသွားနေတာကျွန်တော်တို့ဘဝရယ်ဆိုတာလဲအဲ့လိုပဲတစ်ဆက်တည်းခုနကကျွန်တော်ပြောဦးတယ်ဘဝင်စိတ်ကတောက်လျှောက်အသက်မသေးအောင်ထောက်ပံ့ပေးထားတယ်ဒီဘဝလူဖြစ်လာရင်လူစိတ်နဲ့တည်တဲ့အထိသွားတယ်ဒီဘဝပြီးနောက်ဘဝခွေးဖြစ်တယ်ဆိုရင်အဲ့ဘဝမှာခွေးစိတ်နဲ့တောက်လျှောက်သွားတယ်အဲ့သဘောဗျအဲ့တော့အကြောင်းကြောင့်အကျိုးဖြစ်တယ်ခွေးဖြစ်ရမယ့်အကြောင်းပါလာရင်ခွေးဖြစ်တယ်လူဖြစ်ရမယ့်အကြောင်းပါလာရင်လူဖြစ်တယ်ဒီသဘောပါပဲဒီဟာတွေကတော့တစ်ဆက်တည်းသွားနေတာပါဖျောင်းနေမီလေးလောင်နေတယ်အချိန်တန်လို့ရှိရင်ဖျောင်းနေကုန်သွားတယ်စီမီလေးလောင်နေတယ်အချိန်တန်လို့ရှိရင်မိစာကုံစီခန်းသွားတယ်ဒါဟာဘာလဲဆိုတော့ဒီဘဝအတွက်ကံကုန်သွားပြီဆိုတဲ့သဘောပေါ့အာဟာရပစ္စည်းအရာလူတွေမှာကံစိတ်ဥရုအာဟာရဆိုပြီး၄မျိုးနဲ့အသက်ရှင်နေပေါ့နော်အဲ့ဒါမှာကံကအမြဲတမ်းဒီဘဝမသေးအောင်ထောက်ပံ့ပေးထားတယ်စိတ်ကြောင့်လည်းတည်တတ်တယ်ဗျတခါလေစိတ်ကြောင့်ဟတ်အတက်ဖြစ်ပြီးတည်သွားတဲ့လူတွေရှိတယ်ဥရုဆိုတဲ့ပြောင်းလဲရာသီဥတုပြောင်းလဲမှုအရာ flexible ဖြစ်အောင်မနေနိုင်လို့ရှိရင်လူကတည်တတ်တယ်ဆိုပါစို့ဗျာလူရဲ့ skin body temperature 95 လောက်95 degree Fahrenheit နီးပါးလောက်ရှိရပေါ့ဗျာအဲ့ပတ်ဝန်းကျင်လေးရှိရပေါ့တရားနိုင်ငံအလိုက်တူတော့မတူဘူးပေါ့သူကဘယ်လိုလဲဆိုတော့ automatic သူကပြောင်းလဲပေးနေတာဗျအပြင်မှာရာသီဥတုပူတယ်ဆိုလို့ရှိရင်အထက်တွေကချွေးလေးတွေထွက်ပေးပြီးတော့အငွေ့ပြန်ပြီးတော့အေးအောင်လုပ်ပေးရဗျအပြင်မှာဒီရာသီဥတုအရန်အေးနေလို့ရှိရင်ဥမာမိုးတွေအရန်စိုနေတဲ့အချိန်မျိုးဆိုကျွန်တော်တို့စီးသွားကြည့်လို့ရှိရင်အရန်ပူတာကိုတွေ့လိမ့်မယ်ဒါဘာလဲဆိုတော့ body temperature ကိုသူကအလိုလိုထိန်းပေးထားတာဥရုနဲ့လိုက်လို့နေရွှေဖြစ်အောင်မနေနိုင်လို့ရှိရင်လည်းလူကသေးတတ်တယ်ဗျနောက်တစ်ခုကအာဟာရပေါ့နော်အာဟာရဆိုတာလည်းကျွန်တော်တို့အာဟာရဖြစ်အောင်မစားရင်ဒါကတော့မြင်သာပါတယ်တေးမှာပဲဗျအဲ့တော့ကံစိတ်ဥရုအာဟာရ၄မျိုးနဲ့အသက်ရှင်နေဒါပေမဲ့ဒါပဲလားဆိုတော့တချို့တတော်ဘာတွေကြတော့ကံတစ်မျိုးတည်းကြောင့်လည်းအသက်ရှင်နေဗျာဥပမာဆိုပါဆိုငရဲသားတွေဆိုပါဆိုငရဲသားတွေဟာဘာအာဟာရဘာဟွာမှမရှိဘဲနဲ့ဒီကံတစ်မျိုးတည်းကြောင့်အသက်ရှင်နေကြဗျာတချို့ကြတော့လည်းစိတ်တစ်မျိုးတည်းနဲ့အသက်ရှင်နေဗျာသူကစိတ်ဆိုတာဥပမာပြောမျောလင့်ချက်လေးနေပေါ့နော်သူကပထမမှာဘာပြတာလဲဆိုတော့ဒီလင်းတာငဲ့သားပေါက်လေးတွေဟာအဖေမေတွေကသူတို့တနေ့အစာရှာကျွေးမှာပဲဆိုပြီးတော့ဗဇက်ကလေးဟာပြီးတော့စောင့်နေကြတာပေါ့နော်တနေ့စားရနို့တနေ့စားရနို့နဲ့သူကစောင့်နေကြတယ်လို့ပြောရဗျာဒါပေမဲ့သူတို့ဟာသူတို့ဖာသာသူတို့ရှာဖွေစားတော့ရတဲ့အရွယ်ရောက်တဲ့အထိသူတို့ဟာဘာမှမစားခဲ့ရဘူးဒါပေမဲ့သူကဒီစားရနို့ဆိုတဲ့မျောနှင်းချက်လေးနဲ့အသက်ရှင်နေကြတယ်လို့ပြောရဗျာအဲ့တော့သူကစိတ်တစ်မျိုးတည်းနဲ့လည်းအသက်ရှင်တဲ့တရဝါတွေရှိပါတယ်နောက်တစ်ခုကတော့ဥရုဘောဇနိုင်ပြီပေါ့ဗျာဥပမာလူတယောက်ဟာဥရုကလည်းပြောင်းလဲပေးတယ်ဆိုတော့လူတယောက်တည်သွားတယ်ဆိုလို့ရှိရင်သူ့မှာကံမရှိတော့ဘူးစိတ်မရှိတော့ဘူးအာဟာရမရှိတော့ဘူးဒီဥရုဇယုတ်ဆိုတဲ့ဥရုရဲ့
ပြောင်းလဲရင်ပြောင်းလဲတယ်လို့ဖြစ်ရမယ်ရုပ်ကြီးပဲကြံခဲ့တယ်ဗျာနေဘူးလို့ရှိရင်လူသေးဟာစောစောပုတ်တယ်ဗျာရေခဲတိုက်တဲ့ထည့်ထားရင်မပုတ်ဘူးဗျာဒါဥရိရဲ့ပြောင်းလဲမှုကိုခံရတဲ့ဥရုစာရုပ်ကြီးပဲကြံခဲ့တယ်အဲ့တဘောပါပဲထပ်ပြီးရှင်းလင်းမြင်သာပြောလိုက်ရှင်ကံဆိုတာစိတ်ကဖြစ်တာကျွန်တော်တို့ဒီရုပ်ကိုပဲမြင်ရတယ်ရုပ်ကိုကြည့်ပြီးဆုံးဖြတ်လို့မရပါဘူးသူ့ရဲ့စိတ်ထဲမှာဘယ်လိုဖြစ်နေလဲဆိုတာကိုကျွန်တော်တို့မသိနိုင်တာမို့လို့သူလုံနေတဲ့ကံတရားတွေမှာချက်ချင်းအကျိုးပေးမဲ့ကံပါရင်ချက်ချင်းအကျိုးပေးမယ်နောက်ဘဝမှာအကျိုးပေးမဲ့ကံပါရင်နောက်ဘဝမှာအကျိုးပေးမယ်တန်တရားမကြွမရှင်းလိုက်ပြီးအကျိုးပေးမဲ့ကံပါလို့ရှိရင်တော့ဒီဟာတွေကအကျိုးပေးမှာပဲအပရာပရိယဝေဒနိယကံဆိုတာကတော့တန်တရားမကြွမရှင်းအကျိုးပေးတယ်ဗျသူကဥပမာလူတယောက်ဒေခာနီးဆိုလို့ရှိရင်သူကကံနမိတ်ကမ္မနမိတ်ဂတိနမိတ်ဆိုပြီးတော့ပေါ်လေးရှိတယ်အဲ့ဒီပေါ်တဲ့အချိန်မှာကျွန်တော်တို့ကဒီဘဝကောင်းလာတွေဘယ်လောက်လုပ်လို့ဟိုနောက်ဘဝ900လောက်ကမကောင်းတဲ့စိတ်ကြီးကအဲ့ဒီဒေခာနီးအာယုံမှာလာထင်တယ်ဆိုလို့ရှိရင်ဒီစိတ်နဲ့ပဲနောက်ဘဝတစ်ခုကူးကြရတာဘာနဲ့ဥပမာပေးလဲဆိုလို့ရှိရင်ကျွန်တော်တို့ရှန်ကြီးတစ်ချမ်းထဲမှာဒီနဗျိုတန်လှနဲ့တူတဲ့ကုသိုလ်တွေအများကြီးရှိတယ်ပေါ့ဗျာဒီဘဝတစ်ချောင်းလုံးကုသိုလ်ကောင်းမှုတွေပဲတောက်လျှောက်လုပ်သွားတာဒါပေမဲ့တေခါနီးမှာဒီကုန်ခဲ့တဲ့ဘဝ900လောက်ကဒီမကောင်းတဲ့စိတ်တစ်ခုကဒီရှေ့မှာလာပြီးတော့နှအိုကြီးပေါ့ဗျာရှန်ဝမှာနှအိုကြီးရောက်လာလို့ရှိရင်ဒီရှန်တကားကိုဖွင့်လိုက်တဲ့ရှင်မှာဒီနှအိုကြီးကအရင်ထွက်သွားတာဗျရှန်နဲ့အပြည့်ရှိနေတဲ့နဗျိုတန်လှတွေကထွက်ခွင့်မရလိုက်ဘူးအဲ့တော့ဒီနှအိုကြီးရဲ့ကံတရားအတိုင်းပဲနောက်ဘဝတစ်ခုကအကျိုးပေးတယ်ဒါပေမဲ့ तू ကဘယ်လိုလဲဆိုတော့ကြာနေရမယ်ကြာအကျိုးပေးမဲ့ကံပါရင်ကြာအကျိုးပေးပြီးတော့အကျိုးကြာအကျိုးပေးမပေးမဲ့ကံပါလို့ရှိရင်အကျိုးမပေးပါဘူးဥပမာမေလိကံမိဖုရားကြီးဆိုလို့ရှိရင်ဘွားတစ်ချောင်းလုံးသူကကုသိုလ်ကောင်းမှုတွေကြီးလုပ်ခဲ့တာဗျာသူကလှူတဲ့နေရာမှာတော့မှအေတတက်ဘွက်ရတယ်ထင်တယ်ဒါပေမဲ့သူကတေခါနီးမှာကုတ်ဆာဆိုတဲ့နောင်နာတဖန်ပူပန်ခြင်းနည်းနည်းလေးဖြစ်သွားတယ်အဲ့ဒီကံကြောင့်သူဟာငရဲမှာလူသက်တတ်နဲ့9ရက်ခံခဲ့ရတယ်ဒါကိုကြည့်မယ်ဆိုလို့ရှိရင်ဘွားတစ်ချောင်းလုံးကောင်းတာတွေကြီးပဲလုပ်နေတဲ့သားနဲ့ဘာဖြစ်လို့ငရဲကြတာလဲလို့ပြောစရာရှိတယ်အဲ့ဒီသဘောပါပဲဘွားတစ်ချောင်းလုံးဘလောက်ပဲကောင်းတာလုပ်လို့အရိယာမဖြစ်မချင်းလူဟာဂတိမမြဲပါဘူးအချိန်မေးငရဲတရိစ္ဆာန်ပိတ်တာအတူရကဲဆိုတဲ့အပယ်လေးပုံကိုကြောက်ရောက်သွားနိုင်ပါတယ်ဒါကြောင့်ကုသိုလ်ကောင်းမှုကိုလုပ်ပါအဖန်တလဲလဲလုပ်ပါအစိန်နကံဆိုတာအဲ့ဒါကိုပြောတာဗျအဖန်တလဲလဲလုပ်ပြီးတော့ကျွန်တော်တေခါနီးမှာတတိယအောင်လို့ပေါ့နော်ဘာနဲ့တော့တူလဲဆိုတော့ကျွန်တော်တို့စာတပုတ်ကိုထက်ခါကြက်နေလို့ရှိရင်နောက်ဆိုလို့ရှိရင်တကူးတကကျွန်တော်တို့ကစိတ်ထဲမှာကြက်စရာမလိုဘဲနဲ့အလိုလျောက်ဓာတ်တွေကိုတတိယသွားတယ်အဲ့ဒီသဘောပါပဲကုသိုလ်ကောင်းမှုကိုနေတိုင်းခွဲပြီးတော့လုပ်နေလို့ရှိရင်နေတိုင်းကုသိုလ်ရနေတယ်ဒီသဘောပါပဲဘာဝနာဆိုတာလဲပွားများတာပါကုသိုလ်ကောင်းမှုကိုအဖန်တလဲလဲပြန်ပြီးတတိယနေလို့ရှိရင်အဖန်တလဲလဲပြန်ပြီးကုသိုလ်ရနေပါတယ်အကုသိုလ်ဆိုလို့ရှိရင်လည်းအဲ့လိုပဲအဖန်တလဲလဲပြန်ပြီးတော့ဒီအကုသိုလ်ကိုတတိယနေရင်ဒီအကုသိုလ်ဟာဖန်တလဲလဲပြန်ပြီးကျူးလွန်နေတယ်လို့ပါပဲကျွန်တော်တို့တွေမှားရနေတဲ့အချက်တစ်ခုကဘာလဲဆိုတော့လူတယောက်တေခါနေလို့ရှိရင်သားတွေသမီးတွေမြေးတွေမြစ်တွေကငိုနေတာအဖေကြီးဘလို့ဖြစ်တယ်ညလို့ဖြစ်တယ်ပေါ့ဗျာဒီဟာမကောင်းပါဘူးเนาะဘာဖြစ်လို့ဆိုတော့လူတယောက်ဟာတေခါနီးမှာဒီသားဆွဲသမီးဆွဲမိသားစုစီးစိမ်ဥစ္စာတွေကိုဆွဲကိုရုပ်ကိုဆွဲအဆွဲတစ်ခုခုနဲ့တည်ဆုံးသွားလို့ရှိရင်ကောင်းရဒုက္ခတိပုံကိုမရောက်နိုင်ပါဘူးဘဝတစ်ချောင်းလုံးကုသိုလ်ကောင်းမှုတွေဘလောက်ပဲလှုပ်ထားတေခါဘဝတစ်ခုကိုကူးတော့မယ်ဆိုတဲ့တေခါနီးအာယုံဟာအရေးကြီးပါတယ်နောက်ဥပမာတစ်ခုကမုတ်ဆိုးကြီးဘဝတစ်ချောင်းလုံးကုသိုလ်ကောင်းမှုတွေတစ်ခါမှမလုပ်ခဲ့ဒီမုတ်ဆိုးကြီးတယောက်ဟာတုဒ္ဒယဟန်ပေါ့နော်တုဒ္ဒယဟန်တေခါနီးမှာကုသိုလ်ကောင်းမှုတွေဖြစ်အောင်ဒီနိဗ္ဗာန်အကြောင်းတွေတရားအကြောင်းတွေနတ်ပြည်အကြောင်းလေးတွေသူကပြောပြပေးနေတဲ့အခါမုတ်ဆိုးကြီးကဒီကုသိုလ်ကံစိတ်နည်းနည်းလေးနဲ့တေသွားတဲ့အချိန်မှာနောက်ဘဝမှာသူကနတ်ဖြစ်သွားတယ်ဗျာဒါပေမဲ့သူ့မှာကြာခံစားရမယ်ကုသိုလ်ကံပါမလာတဲ့အခါနတ်ဖြစ်ပြီးတိတ်မကြခင်ပါပဲအပယ်လေးပုံကိုကြောက်သွားတယ်အဲ့ဒီသဘောပါပဲတေခါနီးအာယုံဟာအရင်ရေးကြည့်ပါတယ်ဒါကြောင့်ကျွန်တော်တို့တွေတေခါနီးလူတယောက်ကိုတွားပြီးတော့အကုသိုလ်မဖြစ်အောင်မနှောက်ယှက်မိဖို့အရေးကြီးပါတယ်ကံတရားတွေအကြောင်းကိုပြောမယ်ဆိုလို့ရှိရင်ပြောလို့ကုန်နိုင်မှာမဟုတ်ပါဘူးနောက်ပြီးကံတရားတွေရဲ့အကြောင်းကိုမြတ်စွာဘုရားအသိဆုံးပဲမြတ်စွာဘုရားလွှဲရင်ကျန်တဲ့ပုဂ္ဂိုလ်တွေဟာမြတ်စွာဘုရားတော့မသိပါဘူးတာမန်ပုဂ္ဂိုလ်တွေဖို့ကိုမမြင်နိုင်တဲ့အရာတွေကိုဝေဖန်ပိုင်းခြားဖို့ဆိုတာတိတ်လွယ်ကူတဲ့အရာတော့မဟုတ်ပါဘူးဗုဒ္ဓဘာသာမှာမြတ်စွာဘုရားဟာလမ်းကိုပဲပြခဲ့တယ်ဗျမြတ်စွာဘုရားဖန်ဆင်းရှင် creator မဟုတ်ပါဘူး
သူဟာလမ်းပြတက်ပါသူဟာလေးသိရှင်တဲ့ကဘာတသိန်းပါရမီဖြစ်ခြင်းပြီးလမ်းကိုရှာခဲ့တာပါသူကဘယ်ဟာကိုပြခဲ့လဲဆိုတော့ဘယ်ဟာကတော့ကုသိုလ်ဘယ်ဟာကတော့အကုသိုလ်ဆိုတဲ့နှစ်ခုကိုခွဲခြားပြခဲ့ပါတယ်နိဗ္ဗာန်သွားမဲ့လမ်းကိုပြခဲ့ပါတယ်ကပ္ပဋ္ဌာန်း40ဆိုတဲ့လမ်း40နဲ့သွားလို့ရပါတယ်ဆိုပါစို့စူးလေကိုရောက်ဖို့အတွက်ကျွန်တော်တို့လမ်းမျိုးစုံကသွားလို့ရပါတယ်ဘင်းရင်အောင်လမ်းကသွားလို့ရတယ်ဘိုဟိုလမ်းကသွားလို့ရတယ်အင်းစိန်လမ်းကသွားလို့ရတယ်ပြည်လမ်းကသွားလို့ရတယ်ကဘာရေးဖျားလမ်းကသွားလို့ရတယ်ဝေစင်နာလမ်းကသွားလို့ရတယ်အမျိုးမျိုးပေါ့ဗျာလမ်းမျိုးစုံဘယ်လမ်းကပဲသွားစူးလေကိုရောက်ပါတယ်ဒါပေမဲ့ခုနကပြောသလိုကမ္မထန်40ကိုမှာတယောက်အားထုတ်တာနဲ့တရားအားထုတ်တာမတူတဲ့အတွက်ကြောင့်တွေ့ကြမြင်ကြကြုံကြရတဲ့လမ်းတွေမတူပါဘူးဘရင်တော်လမ်းကသွားတဲ့လူကလှဲတန်းစင်တာကိုမြင်ရမှာမဟုတ်သလိုလှဲတန်းစင်တာကနေသွားတဲ့လူဟာလည်းရေချောင်းသိပ္ပံဘက်ကိုမြင်ရမှာမဟုတ်ပါဘူးဒီသဘောပါပဲမြတ်စွာဘုရားတော်မှာလမ်းပြသူဖြစ်တဲ့အတွက်ကြောင့်လူတယောက်ရဲ့ကံတရားတွေကိုလူတယောက်ကပါဇက်ကလေးနဲ့လွယ်လွယ်မပြောင်းလဲပေးနိုင်ပါဘူးဟဲ့နိဗ္ဗစတ်ဘုန်းကြီးနဲ့ပြောတာမူးမလျှော့အဲ့လိုမျိုးလူတွေကပြောကြတယ်ပေါ့နော်တကယ်တော့ तू ပြောလို့ဖြစ်တာမဟုတ်ပါဘူးပြုတ်သူအစ်စ်ဖြစ်သူအဟောင်းပါပဲကို့မှာဖြစ်ရမယ့်ကံပါလာတာဒါကို तू ကပြောပြလိုက်တာဒီသဘောပဲရှိပါတယ်ဥပမာဗျာဇဘူဒီပါလက်ရတောင်ကျွန်းဩဘာနမိတ်ထွန်းတဲ့ကျွန်းလို့ကျွန်တော်တို့အဆိုရှိပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီကျွန်းမှာနမိတ်တော့ဖြစ်နိုင်တယ်ဖြစ်မဲ့ရာကိုကြိုပြီးနမိတ်ဖန်တာမျိုးဖြစ်နိုင်တယ်ဒါပေမဲ့လို့ तू ပြောလိုက်လို့ဖြစ်တယ်ဆိုတာမျိုးတော့မဟုတ်ဘူးဗျ။ तू ကကိုယ်တကယ်လုပ်တယ်ဆိုရင်တော့မှကိုယ်မှာဖြစ်ရမယ့်ကံပါလာလို့ဖြစ်တာပါ။ तू ပြောလိုက်လို့ဖြစ်တာမဟုတ်ပါဘူး။ဆိုရင်မြတ်စွာဘုရားဒီလောက်တကူတော်အနန္တဂယုဏတော်အနန္တရှိတဲ့ပုဂ္ဂိုလ်ဟာသူ့ရဲ့သားသမီးတွေသူ့ရဲ့ဆွေမျိုးတွေသူချစ်တဲ့တရားတွေကိုဘာဖြစ်လို့နိဗ္ဗာန်ကိုရောက်စေဆိုပြီးတော့မလုပ်ပေးနိုင်တာလဲ။ဒါဟာအဖြေပါပဲ။လူတယောက်ရဲ့ကံတရားကိုလူတယောက်ကပါဇက်ကလေးနဲ့ပြောင်းလဲပေးလို့မရနိုင်ပါဘူး။ရှေ့ပိုင်းမှာပြောခဲ့သလိုဗဟိတအာယုန်နဲ့ဟာအစ္ဆဒတဏ္ဍကိုဘာမှမပြောင်းလဲပေးနိုင်ပါဘူးကျွန်တော်တို့ရဲ့အစ္ဆဒတဏ္ဍကနေမှတစ်ဆင့်ကျွန်တော်တို့ရဲ့ကံတွေထုတ်လွှတ်တာပါကုသိုလ်အကုသိုလ်ဆိုတာကိုယ့်ရဲ့အစ္ဆဒတဏ္ဍကဖြစ်တာပါပြင်ပမှာမြင်ရတဲ့အာယုန်တွေကိုဒါကတော့ကုသိုလ်လို့သတ်မှတ်လိုက်ရင်ကုသိုလ်ဖြစ်ပြီးတော့ဒီဟာကတော့အကုသိုလ်ဖြစ်เสียပဲလို့သတ်မှတ်လိုက်ရင်အကုသိုလ်ဖြစ်တာပါသူများနဲ့မဆိုင်ပါဘူးအရာအလုံးဟာကိုကြောင့်ဖြစ်တာပါသူတစ်ပါးကိုလာပြီးဆဲနေရင်တော့မှဒီဟာအကုသိုလ်ဖြစ်เสียပဲလို့ကိုကမပြဋ္ဌာန်းလိုက်လို့ရှင်ကိုကပြန်မတုံ့ပြန်လိုက်လို့ရှင်ကိုအကုသိုလ်မဖြစ်ပါဘူးဆဲတဲ့လူကပဲအကုသိုလ်ဖြစ်တာပါတရားရည်ရှင်းရှင်းတောင်မှကုသိုလ်အကုသိုလ်တယောက်ကနေတယောက်ကိုပေးလို့မရတဲ့အခါဒီကံတရားတွေကိုမထုတ်လွှတ်နိုင်တဲ့အပင်တို့ပုဂ္ဂိုလ်တို့တရားတို့ဆိုတာကိုယ်ဘာမှကုသိုလ်အကုသိုလ်ဖြစ်အောင်မလုပ်ပေးနိုင်ပါဘူးကိုယ့်ရဲ့တတ်မှတ်ချက်ကိုယ့်ရဲ့ပြဋ္ဌာန်းချက်အပေါ်မှာမူတည်ပြီးတော့ပဲကုသိုလ်အကုသိုလ်ဆိုတာပြောင်းလဲသွားတာပါဒီပင်ကြီးကိုဒီနားမှာစိုက်ထားလို့လက်တိတ်ထားမနဲ့စောစောစီးစီးဓာကြီးတွေပြောလို့လက်တိတ်ထားဒီလိုဒီနေလို့ထိုင်လို့လက်တိတ်ထားဆိုတာမဟုတ်ပါဘူးเนาะသူထုတ်လွှတ်နေတဲ့ကံတရားတွေထဲမှာမကောင်းတဲ့ကံတရားတွေပါနေလို့ဒါမကောင်းကျိုးကိုပေးနေတာပါသူကဒီဟာလှုပ်လို့ဒီလိုလှုပ်လို့ဆိုပြီးတော့ဖြစ်တာမဟုတ်ပါဘူးဘာကြောင့်လဲဆိုလို့ရှိရင်ပဋ္ဌာန်းတရားတော်မှာဟောထားတာရှိပါတယ်ကုသိုလ်လုပ်ရင်လည်းအကုသိုလ်ဖြစ်တတ်တယ်ဗျအကုသိုလ်လုပ်ရင်လည်းကုသိုလ်ဖြစ်တတ်တယ်အဲ့တော့ဟုတ်ပြီပုရိမာကုသလဓမ္မပစ္စည်းမာနကုသလဖြစ်နိုင်တယ်အကုသလဖြစ်နိုင်တယ်ကုရိယာပြာကတာဖြစ်နိုင်တယ်ဒီရှေ့ဖြစ်တဲ့ပုရိမာဆိုတာရှေ့ပေါ့နော်ပစ္စည်းမာနဆိုတာနောက်ပေါ့ဆိုပါစို့ပုရိမာအကုသလကနေပစ္စည်းမာနကုသလဖြစ်နိုင်တယ်အကုသလဖြစ်နိုင်တယ်ကုရိယာပြာကတာဖြစ်နိုင်တယ်ဗျဒါကိုဥပမာပေးပြီးထပ်ရှင်းပြရလို့ရှိရင်ကျွန်တော်တို့တွေဟာအလှူတန်းလုပ်ဖို့ဝက်ပေါ်တယ်ပေါ့ဗျာဒါအလှူလုပ်မယ်ဆိုတာတော့ကုသိုလ်ဗျဒါပေမဲ့ဝက်ပေါ်ရခြင်းအဖြစ်အလှူကုသိုလ်လုပ်ရင်လည်းအကုသိုလ်ဖြစ်သွားတယ်အဲ့တော့ဝက်ပေါ်တဲ့လူကအကုသိုလ်ဗျဒါဝက်ပေါ်တဲ့ကဘာအတွက်လဲဆိုတော့အလှူအတွက်ဖြစ်တယ်ဗျအဲ့တော့အကုသိုလ်လုပ်ရင်လည်းကုသိုလ်ဖြစ်သွားတယ်အဲ့တော့ထပ်ပြီးပြောပြရရင်အလှူလုပ်တယ်ဆိုတာကုသိုလ်ဗျသူအလှူလုပ်နေရင်လည်းလူတွေကအကြိုက်ကြီးကြိုက်ငင်တဲ့အလှူမှလာတယ်ကြတော့ဗောဗျာဒီဟာကိုကြည့်ပြီးတော့သူကဒီကြိုက်ကြီးကြိုက်ငင်နဲ့လာတယ်မှတော့ဘယ်လောက်တော့မလဲအလှူမှာပြဿနာတက်မှာဗောဒီလိုမျိုးကြည့်ပြီးတော့အကုသိုလ်ဖြစ်သွားရဆိုရင်ကုသိုလ်လုပ်ရင်အကုသိုလ်ဖြစ်ပါတယ်ဒီသဘောပါပဲတခါတည်းမှာကျွန်တော်တို့တွေလုံနေကိုင်းနေတဲ့အပေါ်မှာကြည့်ပြီးတော့
သူကတော့အကုသိုလ်ဖြစ်နေပါတယ်သူကတော့ကုသိုလ်ဖြစ်နေပါတယ်လို့သူကဆုံးဖြတ်လို့မရဘူးဗျာဥပမာမုတ်ဆိုးကြီးရဲ့မိန်းမဟာဒီမုတ်ဆိုးကြီးတားကောင်တွေပြစ်ဖို့အတွက်ဒီမနေ့တိုင်းသူကလှေးနဲ့မြားနဲ့ပြင်ဆင်ပေးရပါတယ်ဒါကိုကြည့်ရင်လှေးနဲ့မြားနဲ့ပြင်ဆင်ပေးရတာဟာမုတ်ဆိုးကြီးရဲ့မိန်းမဟာမုတ်ဆိုးကြီးကိုအားပေးအားမြောက်လုပ်နေတယ်လို့ထင်စရာရှိပါတယ်ဒါပေမဲ့တကယ်တော့သူ့ရဲ့ဝတ္တရားအရာလုပ်ပေးရမယ်အကြောင်းရှိလို့လုပ်ပေးတာပါသူဟာဒီတရားတွေကိုတပ်ဖြတ်ခြင်းပေါ်မှာလုံးဝဆန္ဒမရှိပါဘူးဝမ်းမြောက်ခြင်းမရှိပါဘူးစိတ်စေတနာလည်းမရှိပါဘူးအဲ့ဒီအတွက်ကြောင့်သူဟာအကုသိုလ်မဖြစ်ပါဘူးဒီသဘောပါပဲကျွန်တော်တို့တွေကတစ်ခါတည်းရမှာကျွန်တော်တို့လုံနေကြနေတဲ့ပုံမှာမူတည်ပြီးတော့သူကတော့ကောင်းတာမကောင်းတာဆိုတာဆုံးဖြတ်လို့မရပါဘူးသူရဲ့စိတ်ထဲမှာဘယ်လိုရှိနေလဲဆိုတဲ့အပေါ်မှာမူတည်ပြီးတော့မှကုသိုလ်ကံအကုသိုလ်ကံဆိုတာဖြစ်လာတာပါအဲ့တော့ဟုတ်ပြီဒီပြုသူအစ်ဖြစ်သူအဟောင်းဆိုတဲ့ဟာလေးကိုလည်းကျွန်တော်နည်းနည်းလေးထပ်ရှင်းပြပါဦးမယ်မိတ်ဆွေတို့ဒီ The Little Buddha ဆိုတဲ့ဇာတ်ကားဟောဒီမှာကြည့်ရင်သိမှာပါဒီပထမဆုံးဇောင်းဝင်ခန့်မှာသူကဘာလေးပြလဲဆိုတော့ဒီစိတ်တကောင်ပေါ့နော်စိတ်တကောင်ဒီခေါင်းဖြတ်ပြီးရစ်ပူစောလုံးနေရှင်မှာစိတ်ကသူကငိုလိုက်ရီလိုက်ဖြစ်တယ်တဲ့ငိုတာကဘာကြောင့်ငိုရလဲဆိုတော့သူလဲတဲ့အရင်ရှင်မင်းကြီးလိုပဲတဲ့အရင်ဘွားတော့ကဒီစိတ်တကောင်ကိုအဲ့လိုပေါ့ခေါင်းဖြတ်ပြီးတော့ရစ်ပူစောဘူးတဲ့အဲ့လိုရစ်ပူစောခြင်းအဖြစ်သူ့မှာဒီစိတ်မွေးတဲ့အမြဟိုပြန်ပြီးတော့ဘွားပေါင်းများစွာပြန်ပြီးခေါင်းဖြတ်တက်ခံနေရတယ်တဲ့သူ့ကိုအခုလိုမျိုးခေါင်းဖြတ်ပြီးတော့ရစ်ပူစောမယ်ဆိုလို့ရှိရင်အရှင်မင်းကြီးလည်းသူ့လိုပဲပြန်ခံစားရမှာတဲ့အဲ့ဒီတော့ကြောင့်သူအရှင်မင်းကြီးအတွက်ဝမ်းနဲ့လို့ငိုတာတဲ့သူအဲ့လိုပြောတယ်သူကဘာလို့ရည်လဲဆိုတော့သူဟာတဲ့အဲ့လိုဘွားပေါင်းများစွာပြန်ပြီးအသက်ခံရပြီးတဲ့နောက်ပိုင်းမှာဒီဘွားဟာသူ့အတွက်နောက်ဆုံးပဲတဲ့ဒီဘွားဟာသူ့အတွက်နောက်ဆုံးဖြစ်တဲ့အတွက်ကြောင့်ဒီဘွားပြင်သူလွတ်မြောက်သွားပြီတဲ့အဲ့ဒီတော့ကြောင့်သူကဝမ်းသာလို့ရည်တယ်တဲ့သူအဲ့လိုပြောတယ်အဲ့တော့ဘုရင်ကြီးကသူကတာဝကရသွားပြီးတော့စိတ်ကိုမတက်ဖက်နဲ့လှော့လိုက်တယ်စိတ်ကိုမတက်ဖက်နဲ့လှော့လိုက်တဲ့ချိန်မှာစိတ်ကအပြန်လန်းမှာသူကကြောက်ဖြာကြီးကိုမိုးကြိုးပစ်ချလိုက်တာအဲ့ကြောက်ဆောင်ကြီးကကွဲကြသွားပြီးတော့သူကကြောက်ဖြာကြီးဖြစ်သွားပြီးလေဘင်းကိုဖြတ်ချလိုက်တယ်သူကဘာကိုပြောရလဲဆိုတော့ဥပ္ပစေတကကံနဲ့တေမဲ့လူကတေကိုတေတယ်ဗျဒီဘဝမှာကိုကတတ်မှာရလို့မဟုတ်ဆိုပါစို့ကိုကသူ့ကိုတတ်ဖို့ကံပါလာတယ်ဒါပေမဲ့ကိုကမတတ်လိုက်လေသူ့လိုဖြစ်တယ်ဒီပြုသူအစ်ဖြစ်သူအဟောင်းဆိုတဲ့အကြောင်းအရာလေးကိုထပ်ပြီးကျွန်တော်ရှင်းပြလို့ရှိရင်မိတ်ဆွေတို့တမင်မွေးကြားစားရင်ဆိုတဲ့စကားပုံလုံးကိုကြားဖို့မှထင်ပါတယ်ဟိုးရှိရှိတုန်းကတထေးမတယောက်မှာတားတယောက်ရှိတယ်ပေါ့ဗျာသူသားကိုသူမိန်းမပေးစားတဲ့အခါသူပေးစားတဲ့မိန်းမကသူကလေးမရဘဲနဲ့သူအမြုံဖြစ်နေတယ်ပေါ့ဗျာဒါအဲ့လိုဆိုတော့သူကဟိုမြေးလိုချင်တာပေါ့မြေးလိုချင်တော့ကဲဒီလိုဆိုရင်တော့မဖြစ်ရှည်ဘူးကလေးအောင်နောက်ထပ်မိန်းမတယောက်တော့ပေးစားမှာပဲဆိုပြီးသူကတွေးရပေါ့ဒါကိုပထမဟိုမိန်းမအမျိုးသမီးကသူကရောက်ခမစကားကိုမလွန်ဆန်နိုင်လို့သာသူကခွင့်ပြုလိုက်ရတယ်တိတ်တော့မကြိုက်ဘူးပေါ့ဗျာဒီလိုနဲ့နောက်ထပ်အမျိုးသမီးတယောက်နဲ့အိမ်အောင်ပြုရပေါ့ဒီခါကသူကဘလို့အဲ့အမျိုးသမီးကိုဘလို့ပြောလဲဆိုတော့ကဲညီမနေကငါခွင့်ပြုလို့ငါယောက်ျားနဲ့နေကနေထိုင်ခွင့်ရတာဒါနေကလေးရလို့ရှိရင်ဘိုင်ဟောပေါ့ကိုဝင်ရှိလာတဲ့အခါငါ့ကိုပြောဆိုပြီးသူကပြောထားတယ်တော်ဒီအမျိုးသမီးကလည်းသူကသူ့ကိုသဘောရိုးနဲ့ပြောတယ်ထင်ပြီးတော့သူကိုဝင်ရှိတဲ့အခါကျတော့ဒီမရေကြီးပေါ့နော်ပထမမိန်းမကိုသူကပြောတဲ့အခါပထမမိန်းမကိုဝင်ပြက်ကြအောင်ဆိုပြီးတော့သူကကိုဝင်ပြက်ကြတတ်တဲ့ဆေးတွေကိုသူကတိုက်တယ်တိုက်တဲ့အခါသူကပထမတစ်ခါပြက်ကြတယ်သဘောရိုးပဲထင်တယ်နောက်တစ်ခါပြက်ကြတယ်သဘောရိုးပဲထင်တယ်နောက်တော့သူကခဏခဏပြက်ကြနေတဲ့အခါသူကတတိထားပြီးကြည့်တဲ့အခါကျတော့သူကသဘောပေါက်တော့ဒါနဲ့ပဲအဲ့ဒီစိတ်နဲ့တေဆုံးသွားတယ်ပေါ့ဗျာသူကတေဆုံးသွားတဲ့အချိန်မှာဒီမေကြီးကိုမကျင်တတ်တဲ့စိတ်နဲ့သူကကဲနောက်မှကြလို့ရှိရင်သူ့ကလေးတွေကိုပြန်ပြီးတော့တတ်စားရတဲ့သူဖြစ်ပါစေဆိုပြီးတော့ဆူတောင်းရင်းနဲ့တေသွားတယ်ဆူတောင်းရင်းနဲ့တေသွားတဲ့အခါသူကအဲ့ဒီအိမ်မှာသူကဘာဖြစ်လဲဆိုတော့ကြောင်မသွားဖြစ်တယ်ဗျဒါဒီเจ้าရကိုတီးသွားတဲ့ဒီတထေးသားကလည်းသူ့မေကြီးကိုသူကဟိုဒေါသထွက်ပြီးတော့တတ်လိုက်တော့ဗျာမေကြီးတေသွားပြီးတဲ့နောက်ပိုင်းမှာအဲ့ဒီအိမ်မှာပဲကြက်မဖြစ်လာတယ်ကြက်မဖြစ်လာတဲ့အခါဒီခုနကဆူတောင်းငယ်မှားတဲ့ကြောင်မကဒီကြက်ကလေးတွေမွေးတိုင်းသူကတတ်ပြီးစားတာတတ်ပြီးစားတော့သူကတခါကဲဒါဆိုလို့ရှိရင်တော့နောက်မှကြလို့ရှိရင်တော့သူ့ကိုနိုင်တဲ့သူဖြစ်ရပါစေဆိုပြီးတော့တခါဆူတောင်းလိုက်တဲ့အခါလက်ရှိကြက်မဖြစ်နေတဲ့မရေကြီးကကြားဖြစ်သွားပြီးတော့ကြောင်ဖြစ်နေတဲ့မရေငယ်ကတခါတမင်ဖြစ်သွားပြန်အောင်
အဲ့ခါကျတော့တမင်ကမွေးတိုင်းကြားကစားတယ်တမင်ကမွေးတိုင်းကြားကစားတယ်အဲ့ဆိုတမင်မွေးရင်ကြားစားရင်ဖြစ်ပြီးတော့သူ့မှာခလေးကအဖတ်မတင်ဖြစ်တယ်ဒီလိုနဲ့တခါပြန်ပြီးအမုန်းတရားတွေနဲ့ပြန်ပြီးဆူတောင်းကြတဲ့ခါကြားမကလူမဖြစ်လာပြီးတခါတမင်မကကာလီဆိုတဲ့ဘလူးမဖြစ်လာပြန်တယ်ဒီခါလူမိမ့်မမွေးတဲ့ကလေးတို့တခါဘလူးမတတ်စားနေပြန်ရောအဲ့တော့ဒီတတိယမြောက်ကလေးမွေးတဲ့အချိန်မှာသူကမြတ်စွာဘုရားနဲ့တွေ့တယ်မြတ်စွာဘုရားနဲ့တွေ့တော့ဘလူးမကဒီကလေးကိုတတ်စားကိုလိုက်နေတဲ့အချိန်မှာမြတ်စွာဘုရားနဲ့တွေ့တော့သူတို့နှစ်ယောက်စလုံးကိုမြတ်စွာဘုရားနင်တို့ဒီထို့တို့ဘာလို့ဖြစ်လဲဆိုတဲ့ဟာကိုရှင်းပြလိုက်တဲ့အခါသူတို့နှစ်ယောက်စလုံးဟာသဘောပေါက်သွားပြီးတော့တယောက်နဲ့တယောက်ရန်ညွှန်းရန်စတွေကြေးလိုက်ကြတယ်အဲ့တော့ဒီနေရာမှာဘာတော့တွေ့လဲဆိုတော့ပြုတ်သူအစ်စ်ဖြစ်သူအဟောင်းဆိုတာဖြစ်တဲ့လူကခံရတဲ့လူကသူ့မှာဖြစ်ဖို့ကံပါလာတာပြုတ်တဲ့လူကတော့ကိုကသူ့ကိုပြန်ပြီးတော့တုံ့ပြန်လိုက်လို့ရှိရင်ကိုကအစ်စ်တစ်ဖန်ပြန်ခံရမယ်အနေထားဖြစ်သွားတယ်ကံတရားတွေကိုမကောင်းတဲ့ကံတွေကိုထပ်လုပ်လိုက်တဲ့အတွက်ကြောင့်မကောင်းတဲ့အကျိုးတွေကိုပြန်ပြီးပေးရမယ်ဟာဖြစ်သွားတယ်ကိုကအကြောင်းမျိုးမျိုးကြောင့်ဆူတောင်းမှခဲ့ပြီးဒီဘဝမှာသူတစ်ပါးကိုတတ်ဖို့ကံပါလာတယ်ဆိုရင်တော့မှကိုကမတတ်ဖက်နဲ့တန်ဝဲကရပြီးရှောင်လွှဲလိုက်လို့ရှိရင်ကိုယ့်အစီမှာအသက်ခံရမယ်သူဟာတနည်းနည်းနဲ့သူ့ဟာသူတည်ဆုံးသွားတတ်တယ်ဒါကြောင့်ဥပ္ပစိတကကံပါလာတဲ့လူတွေဟာအိမ်မော်နေလဲကားတိုက်ခံရတယ်လမ်းလျှောက်ရင်လည်းလေရင်ဝင်တိုက်ချင်တိုက်ခံရတယ်နောက်ဆုံးလေကွင်းနဲ့သွားရင်လည်းမိုးကြိုးပစ်ခံရတတ်တယ်အကြောင်းတစ်ခုမဟုတ်တစ်ခုနဲ့တည်ဆုံးသွားတတ်ကြတယ်ကံတရားတွေကိုကြည့်မယ်ဆိုလို့ရှိရင်အင်္ဂုလိမာလအကြောင်းကိုလေ့လာလို့ရှိရင်သိနိုင်ပါတယ်အင်္ဂုလိမာလဟာသူ့ဆရာကသူ့ကိုလက်ညှိုးပေါင်းတစ်ထောင်နဲ့ပူဇော်ပါဆိုပြီးတော့ပြောလိုက်တဲ့အတွက်ကြောင့်လူတွေကိုတတ်ပြီးလက်ညှိုးတွေဖြတ်တယ်ပေါ့ဗျာလူတွေကိုတတ်တယ်လက်ညှိုးတွေဖြတ်တယ်လက်ညှိုးတွေကိုဖြတ်ဖို့အတွက်လူတက်ရတယ်ဘာဖြစ်လို့ဆိုတော့နင့်လက်ညှိုးလေးပေးပါဟိဆိုပြီးတော့ဘယ်သူမှတော့အဖြတ်မခံဘူးဒါကြောင့်လက်ညှိုးဖြတ်ဖို့အတွက်လူတွေကိုတက်ရတယ်ဒီလိုနဲ့လက်ညှိုးပေါင်းတစ်ထောင်ပြည့်ခါနီးအပင်ကွားကြားတွေမှာထားတော့ငှက်တွေကစားတဲ့အခါလက်ညှိုးကမပြည့်နိုင်ဘူးဖြစ်နေဒီတော့လေဘင်းမှာပဲဆွဲထားလိုက်တော့တယ်လက်ညှိုးပေါင်းတစ်ထောင်ပြည့်ကိုတချောင်းလိုတဲ့အချိန်မှာဒီမြတ်စွာဘုရားကြည့်လိုက်တဲ့အချိန်မှာအင်္ဂုလိမာလာဟာသူ့အမေကိုတတ်မိတော့မယ်ဆိုတာကိုသွားတွေ့တယ်အကယ်၍သူ့အမေကိုတတ်မိသွားလို့ရှိရင်သူဟာဒီဘဝမှာတရားမရနိုင်တော့ဘူးမိဘကိုတတ်တဲ့ကံနဲ့ပြဿနာတရိယကံထိုက်ပြီးတော့အပယ်လေးပုံကိုကြောက်တော့မှဖြစ်တဲ့အတွက်ကြောင့်မြတ်စွာဘုရားအချိန်မီဝင်တားလိုက်တယ်သူ့အမေကိုတတ်ဖို့လိုက်နေတဲ့အချိန်မှာအမေနဲ့အင်္ဂုလိမာလာကြားကိုသူကဝင်ပြီးရက်လိုက်တယ်ဒီခါအင်္ဂုလိမာလာမြတ်စွာဘုရားကိုမြင်ပြီးတော့မြတ်စွာဘုရားရဲ့လက်ညှိုးကိုဖျက်ဖို့လိုက်တယ်အဲ့တော့အင်္ဂုလိမာလာမြတ်စွာဘုရားကိုယဟန်ကြီးဂေါရမမပြင်းနဲ့ဆိုပြီးတော့ပြောတယ်မြတ်စွာဘုရားကဘာပြန်ပြောလဲဆိုတော့စစ်သားအင်္ဂုလိမာလာတဲ့ငါဒီရက်နေတာတင်မဲ့ပြေးနေတာတဲ့ဒီစကားလေးပြောလိုက်တာနဲ့အင်္ဂုလိမာလာဟာအကျွတ်တရားရသွားတယ်သူကဘာလဲဆိုတော့တလုံးတစ်ပါးကြားယုံနဲ့ကုန်ခဲ့တဲ့ဘွားပေါင်းများစွာအိမ်တွေဟာတနည်းပြောရင်တော့ဟတ်ထီသွားပါဗျာဒီဟတ်ထီသွားတယ်ဆိုတဲ့ကိစ္စကိုကျွန်တော်နောက်မှရှင်းပြပါအောင်မယ်လောလောဆယ်ဒီဟာကိုကြည့်လို့ရှိရင်အင်္ဂုလိမာလာဟာလူပေါင်းများစွာကိုတိုက်ရတဲ့နဲ့ဘာဖြစ်လို့ယဟန္တာဖြစ်သွားတာလဲဘာဖြစ်လို့ငရဲမကြလဲဆိုတာကိုသဘောပေါက်ပါလိမ့်မယ်အင်္ဂုလိမာလာတတ်တဲ့လူတွေအားလုံးဟာဥပ္ပစိတကကံနဲ့တေဖို့ကံပါလာတဲ့လူတွေဗျအင်္ဂုလိမာလာသာလူတွေကိုတတ်လို့ပြန်ပြီးခံရမယ်ဆိုလို့ရှိရင်သူဟာလူရောက်ထောင်ရှိတတ်ခဲ့တဲ့လူတွေကသူ့ကိုပြန်တတ်ကြမှာဒါပေမဲ့ပြန်အသက်မခံရမယ့်အပြင်ယဟန္တာတောင်ဖြစ်သွားသေးတယ်သို့တော့ငရဲမှာအပဝတ်မှာအမြဲဆိုတဲ့စကားပုံရှိတယ်ဗျငရဲကတော့ရှောင်ရှားလို့ရတယ်ပိုကြီးတဲ့ကံတရားတစ်ခုခုနဲ့ရှောင်ရှားလို့ရပါမယ်ဝတ်ကြွေးရတော့ရှောင်ရှားလို့မရဘူးအဲ့တော့အင်္ဂုလိမာလာဟာသူတတ်ခဲ့တဲ့လူတွေရဲ့မိသားစုတွေကသူ့ကိုမကြိုက်ကြဘူးမကြိုက်တဲ့အတွက်ကြောင့်သူယဟန်ဖြစ်သွားတဲ့အချိန်မှာဘယ်သူမှစွန်းခံတဲ့အချိန်မှာစွန်းမလူကြဘူးမလူတဲ့အပြင်သူ့ကိုတွေ့လို့ရှိရင်ခဲတွေနဲ့ပြစ်ပေါက်ကြတယ်အင်္ဂုလိမာလာဟာလူပေါင်းထောင်ချီတတ်ထားတော့မှဘာလို့ငရဲမကြတယ်လဲလူပေါင်းထောင်ချီရောအင်္ဂုလိမာလာစီမှာဘာဖြစ်လို့အသက်ခံရပြီးလက်ညှိုးတွေအဖြတ်ခံရတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်နည်းနည်းလေးပြန်ရှင်းပြပါဦးမယ်ဒီအကြောင်းအရာတွေကိုတဲငူဆရာတော်ဘုရားကြီးကလည်း6ရက်17လ1966ခုနှစ်မှာအင်္ဂုလိမာလာအကြောင်းခံတရားတော်ဆိုတဲ့တရားတစ်ပုဒ်ဟောပြခဲ့မှုပါတယ်
လွန်လေပြီးသောဘဝတစ်ခုမှာအင်္ဂုလီမာလာဟာရွာနီးရှုပ်ဆက်တစ်ခုမှာအသားတို့ပိတ်တာကြီးအဖြစ်ရှိခဲ့ပါတယ်သူ့အသားကိုလှီးစားကြဖို့တယောက်ကိုတယောက်ရွာသားတွေကလက်ညှိုးညွန်ပြပြီးတော့လမ်းညွန်ခဲ့ကြတဲ့လူတွေဟာဂေါရမမြတ်စွာဘုရားလက်ထက်မှာပြန်ပြီးတော့လက်ညှိုးဖြတ်အသက်ခံခဲ့ရပါတယ်ဒီနေရာမှာအင်္ဂုလီမာလာတတ်ခဲ့တဲ့လူတွေဟာတီလတမာရီအင်အားကောင်းတဲ့လူတွေမပါခဲ့တာဖြစ်တဲ့အတွက်ကြောင့်အင်္ဂုလီမာလာဟာငရဲမကြခဲ့ခြင်းဖြစ်ပါတယ်လူတွေတက်ပြီးတော့ယဟန္တာဖြစ်နိုင်သေးတာပဲဆိုတဲ့အယူဆနဲ့ငါလည်းတက်မယ်ကွာအင်္ဂုလီမာလာတော့ယဟန္တာဖြစ်သေးပါတယ်ဆိုတဲ့ပုံစံမျိုးလုပ်လို့မရပါဘူးလူတစ်ယောက်ဟာတီလရှိမရှိကိုကမသိနိုင်ပါဘူးကိုပြမမိလိုက်တဲ့သူတစ်ယောက်ဟာတီလတမာရီအားကောင်းတာနဲ့မျှကိုပြန်ခိုင်းရတာအင်မတန်ကြီးမားပါတယ်ဒီအကြောင်းကိုနောက်ပိုင်းမှာအမပါတီအကြောင်းကိုနည်းနည်းလေးထပ်ပြီးပြောပြပါဦးမယ်အဲ့တော့အခုအင်္ဂုလီမာလာဟာတလုံးတပါးရာကြားအောင်နဲ့ကျွတ်တန်းဝင်နိုင်မဲ့ပုံကိုဖြစ်ပါတယ်တလုံးဆိုတာတော့စကလုံးတလုံးပေါ့ဗျာတပါးရာဆိုတာတော့စာကြောင်းတစ်ကြောင်းပေါ့နည်းနည်းလေးပြောပြအောင်နဲ့ဒီရင်ကိုထိစေမဲ့စကားလုံးလေးကြားမိတာနဲ့သူဟာမိခဲပြဖုံးပေါ့နော်ကျွတ်တန်းဝင်နိုင်မဲ့ပုံမျိုးဖြစ်ပါတယ်အင်္ဂုလီမာလာရဲ့အမေနဲ့အင်္ဂုလီမာလာနှစ်ယောက်ကြားမှာမြတ်စွာဘုရားရောက်တော့တဲ့အချိန်မှာအင်္ဂုလီမာလာယဟန်ဂေါရမမပြေးနဲ့ရက်ဆိုပြီးပြောတဲ့အချိန်မှာမြတ်စွာဘုရားကစစ်သားအင်္ဂုလီမာလာတင်းသားပြေးနေတာငါကရက်နေတာလို့ပြောပါတယ်မြတ်စွာဘုရားရိုးရိုးရှင်းရှင်းလေးပြောလိုက်တဲ့စကားလုံးကိုအင်္ဂုလီမာလာကဘလို့သဘောပေါက်သွားတယ်လဲဆိုတော့မြတ်စွာဘုရားကတန်နေရာမှာထပ်ပြီးကျင်လည်စရာမရှိတော့ဘူးပြေးစရာမရှိတော့ဘူးသူဟာရက်သွားပြီဖြစ်ပေမဲ့လို့အင်္ဂုလီမာလာဟာတန်နေရာလဲအောင်မယ်တန်နေရာမှာပြေးရလွှားရအောင်မယ်ဆိုတဲ့ဟာကိုသဘောပေါက်သွားပါတယ်ဒါကြောင့်သူဟာအကျွတ်တရားရပြီးတော့ယဟန္တာဖြစ်သွားတာပါပြီးတော့မြတ်စွာဘုရားကအေးဘိက္ခုလို့ခေါ်လိုက်တာနဲ့အင်္ဂုလီမာလာဟာလူအဝတ်စားတွေပျောက်သွားပြီးတော့ယဟန်အသွင်ဖြစ်ပေါ်လာပါတယ်အေးဘိက္ခုဆိုတဲ့အဓိပ္ပာယ်ကတော့ယဟန်လားလှဲ့လို့အဓိပ္ပာယ်ရပါတယ်မြတ်စွာဘုရားကလွှဲရင်ကျန်တဲ့ပုဂ္ဂိုလ်တွေဟာအေးဘိက္ခုခေါ်ဖို့အဆင်မပြေပါဘူးဘာကြောင့်လဲဆိုတော့အေးဘိက္ခုခေါ်ဖို့ဆိုတာတန်နေရာတစ်ခုတစ်ခွေမှာသင်္ကန်းလှူဘူးရပါတယ်သင်္ကန်းလှူဘူးတဲ့ကုသိုလ်ရှိတဲ့အခါမှာအေးဘိက္ခုခေါ်လိုက်တာနဲ့ယဟန်အသွင်ရပါတယ်မြတ်စွာဘုရားရှင်လက်ထက်ကအေးဘိက္ခုခေါ်ခဲ့တဲ့ယဟန်တွေဟာပိဿဝိကိ9ဦးနဲ့အင်္ဂုလိမာလာအပါအဝင်စုစုပေါင်း1342ပါးရှိပါတယ်အထက်ကရာဆရာတွေကတော့28300တောင်ရှိတယ်လို့ပြဆိုထားပါတယ်ငရဲမှာအပဝတ်မှာအမြဲဆိုတဲ့စကားအတိုင်းအင်္ဂုလိမာလာဟာငရဲကိုရှောင်ကွင်းနိုင်ခဲ့ပေမဲ့ဝတ်ကြွေးကိုတော့ပြန်ဆက်ရပါတယ်သူတက်ခဲ့တဲ့လူတွေရဲ့ဆွေမျိုးအပေါင်းဟာအင်္ဂုလိမာလာကိုမကျေနပ်တာကြောင့်သူ့ကိုမြင်လို့ရှိရင်ဆွန်မလောင်းတာခဲနဲ့ပေါက်တာစသဖြင့်ပြုလုပ်ကြပါတယ်ဒီနေ့မှာမိမဖွားနိုင်တဲ့အမျိုးသမီးလေးတစ်ယောက်ကိုတနာတာမို့လို့အင်္ဂုလိမာလာကတစ္ဆာပြုခဲ့ပါတယ်သူပြုခဲ့တဲ့တစ္ဆာကတော့ဘာလဲဆိုလို့ရှိရင်ငါဒီယဟန်ဖြစ်ခဲ့တဲ့သူတစ်ပါးအသက်မတတ်ဆိုတဲ့ရိုးရိုးရှင်းရှင်းလေးပဲတစ္ဆာစကားဖြစ်ပါတယ်တစ္ဆာစကားဟာရိုးရှင်းပေမဲ့လို့သူ့ရဲ့နောက်ွယ်မှာအကျင့်တရားအကျင့်တီလာပါကတာဖြစ်တဲ့အတွက်ကြောင့်တစ္ဆာဟာထိရောက်ပါတယ်ကျွန်တော်အဖေကမွေးတာပါကျွန်တော်အမေကမွေးတာပါဆိုတာဟာတစ္ဆာစကားလို့ပြောလို့မရပါဘူးမှန်တာပြောရင်တစ္ဆာဆိုပေမဲ့လို့မှန်ကန်တဲ့စကားတိုင်းတော့တစ္ဆာအနေနဲ့မထိရောက်ပါဘူးတစ္ဆာစကားရဲ့နောက်ွယ်မှာပါရမီအနုအယင့်နဲ့အကျင့်တီလာပါဝင်ရပါတယ်ပြည့်တစားမလေးတယောက်တောင်မှသူဒီစင်ရဲရှမ်းသာမရွေးအားလုံးကိုညီတူညာတူဆက်ဆံပါတယ်ဆိုတဲ့တစ္ဆာစကားကြောင့်ရေစုံကရေဆန်းကိုစံတက်တဲ့တာရကရှိပူပါတယ်ဖះလောင်းငုံမင်းဟာလည်းတော်မီလောင်နေတဲ့အချိန်မှာသူတယောက်တည်းမိဘတွေကဆွန့်ပစ်ခဲ့တာမို့လို့တစ္ဆာစကားပြုပါတယ်အဲ့ဒီတစ္ဆာစကားကဘာလဲဆိုတော့ငါဒီအတောင်လက်တွေလည်းမစုံလင်ဒါကြောင့်ဒီနေရာနေပြန်တန်းသွားလို့မရငါဤမိဘတွေဟာငါ့ကိုပြစ်ထားခဲ့ပါတယ်ဆိုတဲ့တစ္ဆာစကားကြောင့်တော်မီမလောင်ပဲရှိခဲ့ပါတယ်အဲ့တော့ဟုတ်ပြီခုနရှေ့မှာပြောခဲ့တဲ့ဟာကိုပြန်ပြောရရင်အင်္ဂုလိမာလာဟာလူရောက်ထောင်ချီတတ်ထားတော့မှဘာဖြစ်လို့ငရဲမကြတယ်လဲငါတတ်မိရောငရဲမကြနိုင်ဘူးလားဆိုတဲ့အတွေးခေါ်တွေကိုအခုကျွန်တော်ပြောပြမယ့်အရာလေးကအဖြေရှင်းပေးသွားမှာဖြစ်ပါတယ်ဂေါရမမြတ်စွာဘုရားရှင်လက်ထက်မှာအမတ်ပါဠိဆိုတဲ့သတို့သမီးလေးဟာတစ်ချိန်တစ်ခါတုန်းကဖုဒ္ဓမြတ်စွာဘုရားရဲ့ညမဘဝမှာအလူကြီးပေးပြီးလှပစေရဆူတောင်းခဲ့ပူပါတယ်တိခိမြတ်စွာဘုရားရှင်လက်ထက်မှာဘိက္ခုနီဝတ်တုံးဘုရားကိုလက်ရရစ်ဖူးမြော်နေစဉ်ရှေ့ကယဟန္တာဘိက္ခုနီမကြီးကနှာရှည်ချောင်းစိုးမိပြီးဒူရဲပေါက်ကြခဲ့တာကိုမြင်ပြီးတော့ဘယ်ပြည့်တစားမှဒူရဲထွေးသွားတာလဲဆိုတဲ့ဝစီပေဒကြောင့်
ငရဲမှာအကြာကြီးခံစားခဲ့ရပြီးတော့ဘဝတထောင်တိတိပြည့်တစားမှဖြစ်ခဲ့ပါတယ်ဘဝတစ်ခုမှာဩပပါတိကပရိသေတွေနေခဲ့ရပါစေဆိုတဲ့ဆုတောင်းကြောင့်ခေါရမမြတ်စွာဘုရားရှင်လက်ထက်ဝေသာလီဥယျာဉ်တရက်ပင်ခွာကြားမှာဩပပါတိကပရိသေတွေနဲ့လူမိန်းမအဖြစ်မွေးဖွားလာခဲ့ပါတယ်ဥယျာဉ်မှုကတရက်ပင်ရင်းမှာတွေ့တာကြောင့်သူမကိုအမပါဠိလို့အမည်ပေးလိုက်ပါတယ်အမပါဠိဟာကုသိုလ်ကောင်းမှုတွေအများကြီးရှိတာဖြစ်တဲ့အတွက်ကြောင့်အင်ပတန်ရှောမောလှပပေမဲ့ဘယ်ပြည့်တစားမှဒရွေးထွေးသွားတာလဲဆိုတော့ဝစီပေဒကြောင့်သူမဟာပြည့်တစားဘဝပေါင်းတစ်တောင်းဖြစ်ခဲ့ရပါတယ်ဒီဘဝဟာသူမရဲ့နောက်ဆုံးဘဝဖြစ်ပါတယ်ငယ်စဉ်ကတည်းကအင်ပတန်ရှောမောလှပတဲ့သူမကိုမင်းကြီးမင်းသားတွေလိုချင်တဲ့လူများတာဖြစ်တဲ့ကြောင့်အရှင်းရှင်းလူကြရက်ကြရင်ခိုက်ရန်ဖြစ်ပွားတာကြောင့်ဘယင်ကအများပိုင်ဖြစ်သတ်မှတ်ခဲ့ပါတယ်ဘယင်ကိုယ်တိုင်လည်းဘယင်ဗန္နာဖြစ်သတ်မှတ်ပြီးသူမကိုတိမ့်ပိုက်ခဲ့ပါတယ်ဘယင်နဲ့သားတော်လေးတစ်ပါးဖွားမြင်ပြီးထိုသားတော်လေးဟာလည်းတစ်ချိန်မှာယဟန္တာဖြစ်သွားခဲ့ပါတယ်သူမဟာလည်းအကျွတ်တရားရခဲ့ပါတယ်အဲ့တော့ဒီနေရာမှာဘာသွားတွေ့လဲဆိုတော့ကိုကနှုတ်ကလေးနဲ့ပြင်ပမိလိုက်တဲ့ပုံကဟာတီလသမารီကြီးမားတာဖြစ်တဲ့အတွက်ကြောင့်ဘဝပေါင်းများစွာငရဲခံစားရပြီးဘဝတထောင်တိတိပြည့်စုံမှာဖြစ်ခဲ့ပါတယ်ကိုတတ်မိတဲ့သူထဲမှာတီလသမารီအားကောင်းတဲ့ပုံကိုတရားအောင်များပါသွားခဲ့ရင်တော့စိုးပွဲရမရှိဘူးပေါ့ဗျာပြန်ခံစားမှာတော့အဲ့တော့ကံတရားတွေဟာအင်မတန်ထူးခြားပါတယ်ကံတရားတွေအကျိုးပေးပုံဟာလည်းကျွန်တော်တို့မြင်နိုင်တဲ့အနေအထားမဟုတ်ပါဘူးပြောရရင်တော့ next level ရောက်နေတာပေါ့ဗျာသိပ္ပံပညာတို့စေပညာတို့ဆိုတာအကြောင်းကြောင့်အကျိုးဖြစ်တယ်ပေါ့ဗျာဒီဖြစ်လာတဲ့အကျိုးတရားကိုမှဘလို့ဖြစ်လာတာပါဆိုပြီးသူတို့ကရှာဖွေကြတာပါဒီအကျိုးတရားဖြစ်လာတဲ့အကြောင်းတရားကိုသူတို့ရှာနိုင်တဲ့အနေအထားမရှိပါဘူးရှာဖို့လည်းမလွယ်ကူပါဘူးစေပညာမှာလူကိုထိခိုက်နိုင်အောင်လုပ်နိုင်တာ၄မျိုးရှိရလို့သတ်မှတ်ထားပါတယ်အဲ့ဒါတွေက virus တွေ bacteria တွေ fungus တွေ parasite တွေဆိုပြီး၄မျိုးရှိပါတယ်အထားပါတော့ bacteria ပိုးတွေကိုဗျာကျွန်တော်တို့ကုန်ခဲ့တဲ့ microscope မပေါ်ခင်ကကျွန်တော်တို့ဒီ bacteria ပိုးတွေကိုရှိရလို့ပြောရင်ယုံမှာမဟုတ်ပါဘူးနောက်ပြီးဆေးပညာဆိုတာလည်းသိပ္ပံပညာရောပဲပေါ့နော်သူတို့ဟာနောက်အသစ်ရှာဖွေတွေ့ရှိမှုမပေါ်မရှင်းလက်ရှိနေတဲ့ဟာကိုသူကအမှန်လို့ယူဆပါတယ်ဥပမာပြောရရင်ကျွန်တော်တို့ငငယ်လေးတွေကသင်ခဲ့ရတာဘက်တီးရီးယားကိုမျက်စိနဲ့မမြင်ရဘူးလို့သင်ခဲ့ရပါတယ်ဘက်တီးရီးယားဆိုတာဟုတ်ပါတယ်မျက်စိနဲ့မမြင်ရနိုင်ပါဘူးဒါပေမဲ့အဲ့ဒါမမှန်တော့ပါဘူး2022ခုနှစ်မှာThyromargarita magnifica ဆိုတဲ့ဘက်တီးရီးယားတစ်မျိုးရှာဖွေတွေ့ရှိခဲ့ပါတယ်ဒီဘက်တီးရီးယားပိုးဟာပုံမှန်ဘက်တီးရီးယားပိုးတွေထက်အဆ9000ပိုကြီးတာဖြစ်တဲ့အတွက်ကြောင့်10 mm ဥပမာ1 cm လောက်ရှိပါတယ်ဒါဆိုရင်ကျွန်တော်တို့1 cm ဆိုမျက်လုံးနဲ့ကောင်းကောင်းမြင်လို့ရပါပြီဒါကြောင့်ရှေ့ကပြောခဲ့တဲ့ဘက်တီးရီးယားပိုးဆိုတာမျက်စိနဲ့မမြင်ရဘူးဆိုတဲ့အဆိုဟာပြက်ပြဲသွားပါတယ်အဲ့လိုပဲသိပ္ပံပညာမှာငယ်ကဂျိုကြီးကိုလုံးလို့သင်ခဲ့ရပါတယ်ဒါပေမဲ့အခုပရူတိုဂျိုကိုဂျိုအနေနဲ့ပယ်ဖြတ်ပြီးဂျိုပုအနေနဲ့တတ်မှတ်ခဲ့တာဖြစ်တဲ့အတွက်ကြောင့်ဂျိုကြီးရှစ်လုံးဖြစ်သွားပြန်ပါတယ်ဒါကဘုဒ္ဓတာဖြစ်ပြောပြတာပါကျွန်တော်တို့သိပ္ပံပညာတွေစေပညာတွေဆိုတဲ့ဟာဒီကံတရားတွေဘလို့အကျိုးပေးလဲဆိုတဲ့အရာကိုရှာဖွေဖို့ဆိုတာလွယ်ကူလို့အရာတွေမဟုတ်ပါဘူးကံတရားတွေအကျိုးပေးတာကိုမြတ်စွာဘုရားလွှဲရင်လည်းကျန်တဲ့ပုဂ္ဂိုလ်တွေဟာအဲ့လောက်ထိမသိနိုင်ပါဘူးဒါပေမဲ့ကျွန်တော်တို့ဒါကိုမြင်အောင်ကြည့်နိုင်တဲ့အကျင့်သီလဇာကတွေရှိတယ်ဆိုလို့ရှိရင်တော့ကြည့်လို့မြင်နိုင်ပါတယ်သမထအနေပုပ္ပေနုယောတအနုတ္တိကိုပွားများတယ်လို့မျိုးကျွန်တော်တို့နောက်ဘဝတွေကိုပြန်မြင်အောင်ကြည့်လို့ရတဲ့ဉာဏ်လိုမျိုးကျွန်တော်တို့လေ့ကျင့်သွားမယ်ဆိုလို့ရှိရင်ရှေ့ဘဝတွေကိုပြန်မြင်နိုင်မှာဖြစ်ပါတယ်စေပညာတို့သိပ္ပံပညာတို့ဆိုတာတပ္ပညုတအလုံးစုံကိုသိမြင်တော်မူတဲ့ဉာဏ်နဲ့ရှင်လိုက်လို့ရှိရင်ဘာမှမပြောပါတော့တဲ့ပါမွားလေးတွေဖြစ်ပါတယ်လူတွေရဲ့မျိုးဗီဇတွေ genetic ဆိုတဲ့ပညာကိုကျွန်တော်တို့သိရှိတာနှစ်ပေါင်း100ဝန်းကျင်ပဲရှိပါသေးတယ်ဒါကိုမြတ်စွာဘုရားကုန်ခဲ့တဲ့နှစ်ပေါင်း2600လောက်ကတည်းကဘယ်ချိန်မှာ egg နဲ့ spermatozoa နဲ့တွေ့ရင်ကလေးရနိုင်တယ်ဆိုတဲ့အကြောင်းနေကလေးရကိုအမျိုးသမီးမှာဥရုပံပွင့်နေရမယ်ဆိုတဲ့အကြောင်းနေ
ကလလရေကြီးခက်မငါးဖြာအစရှိသဖြင့်ဘယ်ချိန်မှာတားလောင်းလေးဟာဘယ်နှပတ်မြောက်မှာဘလို့အနေထားဖြစ်နေပြီဆိုတာမျိုးကအစမြတ်စွာဘုရားဟောကြားခဲ့ပူပါတယ်အဲ့တော့နောက်ပိုင်းမှာကျွန်တော်တို့ဒီသိပ္ပံပညာရှင်တွေလက်ခံထားကြတဲ့ time slip time traveler ပေါ့ဗျာ Einstein relativity theory နဲ့လူပြည်မှာတက်နတ်ပြည်မှာတည့်ရဲ့ဘာကြောင့်ဖြစ်ရတယ်ဆိုတဲ့အကြောင်းအရာတွေကိုကျွန်တော်နောက်ပိုင်းမှာနှိုင်းယှဉ်ပြီးတော့ပြောပြသွားမှာပါယခုပြောပြချက်တွေကဘယ်မှာမှတွေ့ရှိရမှာမဟုတ်ပါဘူးဘာဖြစ်လို့ဆိုတော့ကျွန်တော်နှိုင်းယှဉ်ပြီးတွေးတောပြီးပြောပြပေးတာဖြစ်တဲ့အတွက်ကြောင့်မှားကောင်းလဲမှားနိုင်ပါတယ်မြတ်စွာဘုရားတော်သူပြောတဲ့စကားကိုသူပြောတယ်ဆိုပြီးမယုံဖို့ဆိုတဲ့အကြောင်းကာလမရာသားတွေကိုဟောတဲ့ကာလမတုတ်10ချက်မှာကျွန်တော်တို့လေ့လာကြည့်ရင်သိနိုင်ပါတယ်ကိုယ်တိုင်လေ့လာသုံးသပ်ပြီးတော့တကယ်ကြည်ကြံအားထုတ်ကြည့်ပြီးတော့မှဟုတ်တိုင်းမှန်တယ်ဆိုခါမှလက်ခံဖို့မြတ်စွာဘုရားတိုက်တွန်းခဲ့ပါတယ်တက်ကြရေးတဲ့စာရေးဆရာတိုင်းဟာအောင်မြင်ကြွယ်ဝချမ်းသာနေသူတွေမဟုတ်ကြသလိုတရားဟောတဲ့ဓမ္မဂတိကအတိုင်းလည်းအရိယာမဟုတ်ပါဘူးတရားပြတဲ့ကမ္မထာနာစရိယာဆရာတိုင်းဟာလည်းအရိယာအတိုင်းမဟုတ်ပါဘူးဒါကြောင့်အခုကျွန်တော်ပြောပြနေတဲ့အကြောင်းအရာလေးတွေကတလုံးတစ်ပါးသာကြားပြီးတော့အတိတရားရသွားမယ်ဘုဒ္ဓတွေတိုးပွားသွားမယ်ပုံမှန်မိယိုဖလာအဆင့်အနေနည်းနည်းလေးဗုဒ္ဓဘာသာကိုပုံမူလေ့လာခြင်းစိတ်ကလေးဖြစ်ပေါ်လာမယ်ဆိုလို့ရှိရင်အခုကျွန်တော်ပြောနေတာတွေကပြောပြရကြနတ်မယ်လို့ယူဆပါတယ်ကျွန်တော်ဟာအင်ဂျင်နီယာတယောက်ဖြစ်ပြီးတော့ကျွန်တော်အလုပ်တာဝန်တွေနဲ့မအားလက်ထားမို့လို့ပုံမှန်အတန်လုံးခန်းလည်းမရှိသလိုအခုကျွန်တော်ဒီအတန်သွင်းထားတယ်ဆိုတဲ့အရာတွေဟာလည်းစက်ပြင်းနေနဲ့အားတဲ့အချိန်မှာစက်ယုံပေးနာမှာဒါမှမဟုတ်ခရီးထွက်တဲ့အချိန်မှာလဲကွင်းပြင်းကြီးတွေထဲမှာအတန်တိတ်ဆိတ်တဲ့နေရာတွေကိုရှာပြီးတော့ကျွန်တော်ဟာအတန်သွင်းရတာဖြစ်တဲ့အတွက်ကြောင့်နောက်ခံစူညံတန်တွေပါခဲ့တယ်ဆိုလို့ရှိရင်ချစ်တဲ့စိတ်နဲ့ခွင့်လွှတ်ပေးဖို့မေတ္တာရက်ခံလိုပါတယ်နောက်လာမယ့်အပိုင်းတွေမှာလူတစ်ယောက်ကိုခရိုမိုဆိုး46ခုနဲ့ဖွဲ့စည်းထားတဲ့အကြောင်းတွေ DNA RNA အကြောင်းတွေကျွန်တော်တို့ကန်တရားတွေကဘလို့အကျိုးပေးတယ်ဆိုတဲ့အကြောင်းတွေဘဝတစ်ခုနဲ့တစ်ခု Agnes Spermatozoa နဲ့အတွေ့တိုင်းလူတစ်ယောက်ဖြစ်မလာနိုင်ဘူးဆိုတဲ့အကြောင်းအရာတွေစတာတွေကိုဘုဒ္ဓတာဖြစ်ဖွယ်ကျွန်တော်တင်ပြဆွေးနွေးသွားအောင်မှာဖြစ်ပါတယ်ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ပိုင်းဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ကျွန်တော်ရဲ့တန်တရားရဲ့ဆွေတော်မျိုးတော်အပေါင်းစိတ်သွားတိုင်းကိုပါလွယ်ရင်ဆန္ဒတွေပြေဝကြပါစေကျွန်တော်အောင်နိုင်ပါ